Oke, cimpot rak zot ton tu, takam pe tu, nanti lak nan kut kan tlai na. La tu he zu aslai chun jingka se lai tlang lai chun zan lai sing hai. La tu tan hi interview kam van to ding min hanan thai ban token CNO CNDF in hika slai pita thang vice president one se chun CDF min da tin hoi tu CS semi hika sa thang chom phe thang chom phe sa chom phe se la tu tan hi an ma CDF min dat le CNO CNDF IO in silo in chim brotherhood ti mi chin ni nong IO in kan van tu min haka se tam deuh chu chin ni nong ko he ape lai mi le ke ma kong kau deuh kha asilai ti zong kha me pi ne nam van kan thai nak lai zang fa kam ban nol min ha se e sa chom pe khu lo ching pe re to yan che zu tin de ku pi ta le yan che zu tin bare lo chono phan ne prathama osong pyo pyo chi pyo chim bare chon hi ka sa chom phe hi lai hol a thai lo te ka khan kol hol na van chim te lai chun ke ma zong ne be hal na kha kol te ka van le lai chun hi ka hi ka upi tha thang ni khan chun a si kho chun lai hol te khan kan le te ko lo kol hol a thai lo mi kan ne pin ha cha khan ti kha jang fa nol kam ban du mi se okay patama song ane ne di chen ni nong chin ni nong po po la pong wa no chin ni nong ko ba philo ba philo lo phi da le belu po po la da le bo chin ni nong ye policy belu sim le sure a chong ya le ko sia chom phe ka par ma sung pyo pyo pelo yam la ဟုတ်ကဲ့ပါကျွန်တော်တို့ချင်းညီနောင်ကတော့အဓိကတော့ကျွန်တော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲဒီစီရေးနိုင်ငံရေးမှာပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့ချင်းလူမျိုးတွေအားလုံးစုစုစည်းစည်းနဲ့ပြန်ဆုံနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအရင်ကတော့ကာကွယ်ရေးပိုင်းမှာဆိုရင် CJTC ဆိုတာအားလုံးရဲ့အများစုပေါ့လေကျွန်တော်တို့ချင်းပြည်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးကပါဝင်စုဖွဲ့ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ CJTC ကဒီချင်းလန်းကောင်စီပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာ CJTC ကရှေ့ဆက်ဖို့ကအဆင်မပြေတော့ဘူးပေါ့။တစ်ဖက်မှာလည်းဒီချင်းလန်းကောင်စီမှာပါတဲ့တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကဒီချင်းလန်းကောင်စီရဲ့ constitution အရပဲသွားဖို့ရှိတာပေါ့။တစ်ဖက်မှာလည်းအဲ့ဒီ constitution အောက်မှာမဝင်တဲ့ကျွန်တော်တို့ကကြတော့ဒီချင်းလန်းကောင်စီအောက်မှာရှိတဲ့ကာကွယ်ရေးဌာနမှာကျွန်တော်တို့ကပူးပေါင်းဖို့ကအဆင်မပြေဘူးပေါ့ဆိုတော့ CJTC ကိုကျွန်တော်တို့ဖျက်သိမ်းလိုက်ရတယ်ပေါ့လေဖျက်သိမ်းပြီးတဲ့နောက်ပိုင်းမှာဒီစီရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်ဖို့ပေါ့ထို့သဖြင့်စီရေးမှာလည်းအားလုံးစုံမှပြန်ရှိမှပဲကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ conflict မဖြစ်အောင်စုစုစည်းစည်းနဲ့ဆုံရplatform တစ်ခုရှိမှအဆင်ပြေမယ်ဆိုတဲ့ယူဆချက်နဲ့ကျွန်တော်တို့ကဒီချင်းညီနောင်ကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့မူဝါဒကတော့အတိတဲ့အတိုင်းပေါ့ဘယ်သူမှမကြံခဲ့ဖို့ပေါ့လေဒီကျွန်တော်တို့ဒီတော်လှန်ရေးမှာပဲဖြစ်ဖြစ်တော်လှန်ရေးကာလအလွန်မှာပဲဖြစ်ဖြစ်ချင်းမျိုးသားစည်းလုံးညီညွတ်ရေးမှာချင်းပြည်တိဆောက်ရေးမှာဘယ်အဖွဲ့မှမကြံခဲ့ဘဲနဲ့အားလုံးစုစုစည်းစည်းနဲ့တွားနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေလည်းပါပါတယ်ဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျ okay da so aku chonoro di tol ha yin a chin ne chi re kha ma don chin chin pi chin lu myu ane ne ကျွန်တော်ကြည့်တဲ့ခါမှာအဖွဲနှစ်ဖွဲလူအောက်စုနှစ်ခုလူရှိတာခွဲတာကျွန်တော်တွေ့ရပါတယ်ပေါ့နော်တစ်ဖက်မှာကျချင်းလင်းအစိုးရချင်းလင်းကောင်စီမှာပါတဲ့အဖွဲနဲ့ဒီချင်းလင်းကောင်စီမှာပါတဲ့အဖွဲဆိုပြီးတော့နှစ်ဖွဲလောရှိတာပေါ့ဒါဆိုရင်ဒီချင်းကြီးနောင်ချင်းကြီးနောင်နောက်ပိုင်းမှာလည်းပထမဆုံးတော့ချင်းကြီးနောင်စီဒမင်ဒန်နဲ့ဒီ CNOCD CNDF နဲ့ PWL နဲ့တုံးဖွဲနဲ့စာတင်ပြီးတော့ဖွဲ့လာတာဖြစ်တယ်။နောက်ပိုင်းမှာဒီ MDF နဲ့ CDF complex တချို့လည်းပါဝင်လာတာကျွန်တော်တွေ့ရတယ်။ဆိုတော့သူတို့ကလည်းဒီ
ချင်းညနုံစဖွေတဲ့အချိန်မှာပေါ့နော်ဒီ policy မူဝါဒချက်မှတ်တဲ့အတိုင်းသူတို့လေလိုက်နာမဲ့တဘောလာဘာဒမ်ဟာမောသူတို့ပါဝင်လာအောင်ဒီချင်းညနုံကဒီ policy တဲ့မူဝါဒအတစ်ဒီချက်မှတ်တာရရှိလာပြီးတော့နောက်ဒီနောက်ပိုင်းမှာလေဒီတခြားဖွဲ့တွေပါဝင်လာအောင်ဒီချင်းညနုံအဖွဲ့ကဘလူတခါဘလူဖွင့်ပေးဒါလည်းပေါ့နော်ဒီအကြောင်းအရာလေးကိုလည်းဆက်ပြီးတော့ပြစေချင်ပါတယ်ဟုတ်ကဲ့ပါဒီဟာကကျွန်တော်တို့ policy ကတော့အပြောင်းလဲမရှိပါဘူးဆိုလိုတာကကျွန်တော်တို့ချင်းပြည်အရေးပဲဖြစ်ဖြစ်ဒီပြည်ထောင်စုအရေးမှာပဲဖြစ်ဖြစ်နိုင်ငံရေးမှာရောစစ်ရေးမှာရောတစုတစည်းတဲ့နဲ့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတော့ policy ရှိတဲ့ခါကျတော့အားလုံးအတွက်အဆင်ပြေတယ်ပေါ့ဆိုတော့ဒီတခြားအဖွဲ့အစည်းတစ်ခုထပ်ပါလာရင် policy ပြန်ပြောင်းတာမျိုးတော့မရှိပါဘူးဒီ policy အပေါ်မှာအားလုံးကအကျုံးဝင်ပြီးသားပေါ့အားလုံးကလည်းဒီ policy ကိုလက်ခံနိုင်အောင်လဲကျွန်တော်တို့စူးစမ်းခဲ့ကြတယ်အားလုံးကလည်းလက်ခံတဲ့အနေထားဆိုတော့ဒီ policy အပေါ်မှာသူတို့ကတကယ်ပဲလက်ခံပြီးတော့အားလုံးပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်ဒီဟာကကျွန်တော်တို့အများအားပြောနေတယ်လို့ပေါ့ဒီကျွန်တော်တို့စတင်ခဲ့တဲ့သုံးဖွဲ့ရဲ့အပိုင်မဟုတ်ပါဘူးအားလုံးကဒီကျွန်တော်တို့ရဲ့အိမ်တစ်ခုပေါ့လေအားလုံးကအိမ်ကိုဘယ်လိုတိဆောက်ကြမယ်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဘယ်နာမှာတော့ဘယ်လိုပုံစံမျိုးနဲ့ဆေးတုပ်မယ်စသည်အဖြစ်ပေါ့တိုင်ကိုဘယ်လိုထူကြမယ်ဆိုတော့အဆင့်အထိပါအားလုံးကပူးပေါင်းပြီးတော့ပဲကျွန်တော်တို့ချမှတ်တဲ့ပုံစံဖြစ်တဲ့အခါကျတော့ဒီ policy ပိုင်းမှာအပြောင်းလဲတော့မရှိပါဘူးဒီဟာကအားလုံးစုစည်းပြီးတော့ချင်းနိုင်ငံရေးမှာပဲဖြစ်ဖြစ်ပြည်ထောင်စုအရေးမှာပဲဖြစ်ဖြစ်တခုရီးတော့အတန်ပေါ့ conflict မဖြစ်အောင်ကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်လိုပြောမလဲမူဝါဒပိုင်းဆိုင်ရာမှာလည်းအငင်းပွားမှုတွေမရှိအောင်စုစည်းစည်းနဲ့တွားနိုင်အောင်ဆိုတဲ့မူဝါဒချမှတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ policy ပိုင်းကိုပြောင်းလဲမှုတော့မရှိပါဘူးခင်ဗျာဟုတ်ကဲ့ကျေးဇူးပါခုချင်းလန်ခေါင်စင်နဲ့ဒီချင်းလန်အစိုးရမှာပေါ့နော်ဒီစီဒီမင်ဒတ်လေဒီတချို့ပြောရမှာပေါ့တချို့လေဒီပါကြရတယ်ခုရှာကြုံဖေတော့လေမပါနဲ့ဒီအောက်စုနှစ်ခုလူရှိတာပေါ့ဆိုတော့ဒီချင်းလန်ခေါင်စင်ချင်းလန်အစိုးရမှာမပါဝင်နိုင်တဲ့အကြောင်းရင်းလေးကို CDF မင်ဒတ်အနေနဲ့ရောဒီကCNDF အနေနဲ့ရောဘာအကြောင်းအရာဘာအကြောင်းလဲဆိုတဲ့အရာလေးကိုကျွန်တော်တို့ကိုပြလို့ရမလားဟုတ်ကဲ့ပါနံပါတ်1ကတော့မျှတမှုမရှိဘူးပေါ့လေကျွန်တော်မြင်ထားတာကဒီဟာစုဖွဲ့မှုမှာကိုကလေးကမျှတမှုမရှိဘူးလို့ကျွန်တော်တို့ကမြင်ထားတယ်ပေါ့သူတို့ရဲ့ဥပဒေအရကိုကလုံးဝမျှတမှုမရှိဘူးနောက်တစ်ခုကဒီဘယ်လိုပြောမလဲစစ်တပ်ပိုင်းဆိုင်ရာမှာတပ်ပိုင်းဆိုင်ရာမှာလည်းဘယ်လိုပြောမလဲone comment ကိုအတင်းအဓမ္မတော့တွန်းတယ်လို့ကျွန်တော်တို့ကယုံကြည်ထားတယ်ပေါ့ပုံမှန်ကူးလိုဟာမျိုးမှာဆိုရင် CNA ချင်းမျိုးသားတပ်မတော်တစ်ခုတည်းကိုပဲချင်းပြည်လက်နက်ကိုင်အဖြစ်အတိမတ်ပြုထားဒီချင်းမျိုးသားတပ်မတော်ကိုပဲအတိမတ်ပြုထားပြီးတော့တခြား CDF တွေကိုဒီတခြားလက်နက်ကိုင်တွေကိုကြတော့လုံးဝ highlight ပေးပြီးတော့အတိမတ်ပြုထားတာမရှိဘူးဆိုလိုတာကလက်နက်ကင်နှစ်ခုရှိရင်တစ်ခုကိုပဲလုံးဝဖူးမှုတ်ပြီးအတိမတ်ပြုပြီးတော့တခြားတစ်ခုကိုအတိမတ်ပြုတဲ့စာကြောင်းမျိုးမရှိရင်အဲ့ဒီအတိမတ်ပြုခြင်းဖော်ပြထားခြင်းမရှိတဲ့အဖွဲ့အစည်းကပြက်ပြယ်ပြီးသားလို့ဥပဒေအရယူဆလို့ရပါတယ်အဲ့ဒါကြောင့်ဒီဟာတွေကလည်းဒါပိုင်းဆိုင်ရာမှာလည်းဘယ်လို့မှကျွန်တော်တို့လက်ခံနိုင်တဲ့အနေအထားမရှိပါဘူးအတိကတော့နံပါတ်1မျှတမှုမရှိဘူးဒီမိုကရေစီစံနှုန်းကိုအခြေခံမှုမရှိဘူးပြီးလို့ရှိရင်တပ်ပိုင်းဆိုင်ရာခုနပြောတဲ့ဟာပေါ့အကြောင်းအရာတစ်ခုတည်းမှာလည်းပါတာပေါ့လေတပ်ပိုင်းဆိုင်ရာမှာလည်းဒီ CNA တစ်ခုတည်းကိုပဲသူတို့ကအတိကထားပြီးတော့ ICNA ရဲ့အောက်မှာပဲအားလုံးစုစည်းရမယ်ဆိုပြီးတော့အပုံမှန်တော်တော်များများမှာလည်းပြန်ပြီးတော့ရည်ညွှန်းထားတာဖြစ်တဲ့အတွက်ကြောင့်ဒါရီကမျှတမှုမရှိဘူးလက်တွေ့မကြဘူးချင်းမျိုးသားစည်းလုံးညီညွတ်ရေးကိုပုံဖော်နိုင်တဲ့ဥပဒေမျိုးမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆတဲ့အတွက်ကြောင့်မပူးပေါင်းတာဖြစ်ပါတယ်ကျွန်တော်ပြောတာမပြည့်စုံမှုဆိုရင်လည်းဆရာပီတာထန်းကဆက်လက်ပြီးတော့ဖြည့်ဆည်းပေးပါဟုတ်ကဲ့ကျေးဇူးပါဥပိတတဲ့ကမိထုထွန်အတဲ့ insim ထိုင်ไปมั้ง
Oh, sí. Mai sabi sin kan ni kha mai sela yang kan te pai mi ta chu athoka chun chilen council an ding ding an ti mi ya kan phin hiao ya kan mal lai kan le la yin klip ta ve nge kan ni kha athoka ser klip no por kan si e kan rel ro ve ken tak tak te chilen council ti mi hi rak din kan tum ni kan din kan tum mi sen efin rak hroi kau sen efin hroi na kan din kan rak tum mi pur hler hlau ten asan chu political kimi organization pi simi ICNCC le CJDC kha apa ni ko min na phi kan hong ti kha si ICNCC long a phin hol la ya kan ni kan tel ban lo ro kan tel ve lo ro kan thei lo jam ti tha CJDC sin kan to jak ka kan CJDC sunga kan MP polan lo pakhat chele ke jangan te pai thildang kha kan ma sung kan ma a platform pi kha CJDC kha ki military platform pi kha si te ka se i sa ya platform pi si te ka chumi sin nei ngai platform mi bun kwa ding kha rem chang lo thon ya khalo le mi hi political to ki ju ki kan defective le di jury kha accommodating tin kan rak zomi chumi kan zom la ya chun yang khalo le ICNCC sum khala ke yang reform to akul mi te tia kan ruate CJDC khal ama long chu fiam kai polkom long a si kimi political wins pi lo te ka chumi thon avun fun khom thei dingi chin ram pe chu chu tin ara sok ding tia kan ruat chumi te ka a chami ICNCC CJDC valu rengot mai kha rem te lo tu kha an rak biek takin sen flam tan reman ti lo te ka lekan unaw khat khalin reman ti lo te ka ICNCC khalin amai ke ama sunga atula sila min khalarem ding khoi si pum khalarem ding ti tiang kha kan lung kimi chutin kan mai du danin ICC NCC kha amin khal kan rem dingi a structure la kan rem dingi chumi an lung kima sile chu CJDC khal kha chumi kan rem mi noya department pakhat vekin mo ding tiang khal kha mu aya kan lung kimi khasi chutika yang tin so kan rem ding mi yang tin si sala pe sala chapai tin kan rot ka Chinland Council Siselati kha amin kha ya thami kan ne chutika kan thilunga kan Chinland Council din ning khan kan rakwa sme olzong chun Chinland Council kan time kha thil thar din ding kha selawi CJDC le ICNCC apani reformic kan lut thai ding mi platform pi kan rakwa tum mi kha si senan chumi laya aphi kan mu thai ding mi azik telong atang kan te mai ke hilama CJDC lami si khalin tak tak te chu draft pakhat kan che chui draft kha zero draft in to sak tu ka CNF in se CNF zero draft in to sak mi kha kan zau hai CJDC member pol ni kan zau hai malte te kan ma du mi te kan remi chana CNF khalisin intel pi kau chumi khan kan zau final draft kan thleng nuwa kha ICNCC thon kha ka relding kan dun ti te ka ICNCC kha an mai phoi sipung upri aya kha asu phoi pakhat khatin alungkim lawa sile acham heu lo ti mi khan nei te ka CNF in ICNCC intel pi lo te ka kan tham heu thei lo ti kha achong in rakja chute ka nan mai lam inte CNF atel mo ti kha in sut ti ka kan malam kal khan tui kan nga mi kan final draft kha single text kha yang khalo le CNF ni nan ma ta teli kan to mi CE hi mi hi kau than trong kan mang sile chu blessing in pek thei pai mo ti ya kan sut ti ka kha jang man kha achong in pian thei non lo chutin ICNCC khal kha an ma in simdana khan asu phai pali kan umi su phai pali la kasin pakhat in intel pilau te ka kan siwei le kan thil ti me tham thei lo si ti khan zalan khemi lan chong kha atani o sile chu sen evin yang ro ha ti kan thei lo nan lan chong arak tel le sal tik te ka kan thele sal coding tin lamjin kha kan rak nga ichumi kan ngak la ya kha CNF kha ICNCC sin anuk thati ama te Chinland Council ka din ding ti pung sanin na to te ka khan mutu te kan ti mi Chinland Council kan ti mi kha just name min long men kha selawi ICNCC chami legitimacy kha kan ladingi CJDC mi traga tha jang kan ladingi apani kan kom khom dingi chui kan kom khom te ka chon amin kha Chinland Council kan ti ding kan ti mi kha hitoki ta pol ki asungi teya wen hu CJDC teya wen hu le ICNCC teya wen hu jangman tal lawi ti cha aba bun tu azik tika khan athok sin kan tu asok thelo la khal ka ama ro nga si jang mi ha adu lawi jang mi ha rem lawi ti mi khale in sim chong silo taka akhati na hak ki rol ngol bangi rol ki an na hak te rol pek bangen an du na ke pek vi baw te mai se la ICNCC rakdin khal kha CNFU song rakdin mi thau CJDC khal kha CNFU song rakdin mi thau ICNCC le CJDC kan to moding chele khon Chinland Council kan din ding chin ram chawza kan din ding ti khal kha CNF thau ole kan ti
ติจอกนนเรากันจะไปจู่อลซงจนนับสงจนยังขลาวเลยจุเวกโลมัมจนกันไปนนเราขลีกษาเสพกจังจู่อายินฮิตอกสิงกันลองหางตรงนี้นั่นมาสนข้ารักราซาลูหินะยังสินันดูมีหินะจามีกันเรียลคอมดิ้งคอมมิชชั่นกันในชับเจ้าไปสาตัดทิ้งพองกันเจมเจ้าเตียกันนี่ขจูกันรักขตกทอกสินกันรักเตลเรามีข้าสิจ้าเจเลอันรุนพ่วยง่ายๆแต่กาจนอสงอุมมีจุดมิตุเตเสียทั้งจนเพลทละกันอะไรเจ้ากวีกันรุนพ่วยแต่กาเคอสงละมาขันพ่วยสิพงศ์เชขันอุปริยาค่ะกันหมายกันรักริงเลเวกเท่าทวินเคพ่วยสิประคัดปาราตาเปกตุกมีกันแต่ไปจุดที่อุปมาเฟล็กละค่ะตักเตจุชินรำปีลุงรัวลักกันดูเสียเลยจุICNCC manin kan lung ro lak denga sia chun amin pi resolve min thar noi fe arak lung ke ma sile chu kan chin ram pi lung ro lak denga sile chu sen au resolve atul khala sile sen f resolve atul khala sile resolve chu ding mi sia senan polkom pakhat vak pok ding zong chun kha mitu kan ti chi atol ha yi long e ara sok mi ICNCC va pok ding man rem kan ti lau te kha chu chi ami polkom pakhat ti mu chi ami polkom bi ral kap min ral kap phơi si bùng chami pol ko mi jang ha alan ti bek yang kha aba fe bi bawi chule chumi long kha sela win chumi kan ba pom ruanga ani kha adisol model so adisol chong phone sela te ka tampi kha ama sunga khan ki kazami tampi tlaw mi te khan mi tu te khami asung thulam som ka chu sa thang chon pe tlan kamai lama tampi rel jong na ka bron rel ben nam lo dingi karak thok pek lai sin arak thok dan dek dek si khan kha te win line kan te pe chu ti official line in a fe lawi khi phwa chok tu ki arak fe mi kha si kan to atum lo mi sela chu khat kan thaida lo mi kha apoli indak to as mi sela chu khat kan to atum re ro mi kan to ro la mi on process ongoing within the legal sungte i kha te yawin mu sungte in lelam zau khala sek kan show the i kan du zau khalin kan loba pol kan show the i mp pol khalen loba an shoy ICNC kan loba an shoy CJD sim kan loba an shoy kan fe tum lai hi ke yang kan tiding phet lan ni kan tiding mo lo le ke adang lan chong wi ki arami asirwa hok te sin kan ni kha kan rak tel lo nak san si chole bitui kan del bekin bidang khalen zau bi bo te ka kha ki chang mi si ti mi te kha ron sin bet se lungoi si kam lom hoke ku chom pe sa chom pe chino ne ne khulo pya me china no di sa chom pe pyo re the ma di belu pya me le chinlen khong se chinlen asuya ka di tya mya tam hu ma shi u lo sa chom pe pyo re the ma bo no di chinlen constitution ka di apau de pain di mya sa sa ro tai me shi ba da di the ma sa chom pe ro ne ne be check ko di tya mya tam hu ma shi bu loပြောချင်တာလို့ယူဆတာလဲဒီအချက်လက်ကိုဆရာကျွန်တော်ပြလို့ရမလားဟုတ်ကဲ့ပါဒီ constitution အရာပေါ့လေစောစောလည်းဆရာပီတာလည်းပြောပါတယ်ဒီ constitution သူတို့အထင်မှာပေါ့လေကျွန်တော်ပုံစံမျိုးစုံနဲ့တော့လာခဲ့ကြတယ်စူးစမ်းခဲ့ကြတယ်ဒါပေမဲ့နောက်ကွယ်ကလက်မဲကြီးပြန်ဖြတ်သွားတော့ဒီဟာကမအောင်မြင်လိုက်ရဘူးပေါ့လေဒါပေမဲ့ဒီဥပဒေသူတို့ရေးဆွဲပြီးသားဒီ Chilean Constitution 2023ပေါ့အဲ့ဒီမှာကိုကကျွန်တော်တချို့အချက်လက်ပဲပြောပါမယ်မမျှတာဘူးဒီဥပဒေအရဆိုရင်အစုအဖွဲ့ပုံပုံလင်းလင်းပြောရရင်တော့ CNF ရဲ့လို့တွန်းလို့ရတယ်လို့ပဲကျွန်တော်ကတော့မြင်တာပေါ့လေဒါကကျွန်တော်ရဲ့ရှုထောင့်ကမြင်ထားတာဖြစ်ပါတယ်ဆိုတော့ဥပမာသူတို့ရဲ့ပုံမှန်တွေတော့ကျွန်တော်အလွတ်မရဘူးခင်ဗျသူစုဖွဲ့မှုလိုဟာမျိုးမှာဆိုရင်လည်းပုံမှန်3လာမသိဘူးဆိုရင်အစုအဖွဲ့3ခုနဲ့ပဲတိဆောက်ထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအစုအဖွဲ့3ဖွဲ့အရာဒီချင်းလန်ကောင်စီကိုဖွဲ့စည်းမှုအရာရာခိုင်နှုန်းအဖြစ်ကြီးမယ်ဆိုရင် CNF က33.33ရာခိုင်နှုန်းပါတယ်လို့ပြောလို့ရပါတယ်ထိုနည်းတူပဲလွှတ်တော်ကိုယ်စားလှယ်တွေက33.33ရာခိုင်နှုန်းပေါ့ something ပေါ့ထားပါတော့ဒီမြို့နယ်နဲ့ဒေသပေါ့မြို့နယ်စုလို့ပဲခေါ်ဒေသလို့ပဲခေါ်ဒီချင်းပြည်နယ်တစ်ခုလုံးမှာအုပ်ချုပ်ရေးရန်တရားတွေရောကာကွယ်ရေးရန်တရားတွေရောလဲပတ်နေတဲ့ဝန်ဆောင်မှုကအစပေါ့လေကျွန်တော်တို့ပြောချင်တာကအုပ်ချုပ်ရေးမှာဆိုဝန်ဆောင်မှုကပါပြီးတော့ကျမရေးပညာရေးကအစဒါရီကိုတပြည်နယ်လုံးကို run နေတဲ့အဖွဲ့တွေကကြတော့33.33ရာခိုင်နှုန်းလောက်ပဲစုဖွဲ့မှုအရသွားပါနေတာဟုတ်ဆိုတော့ဘာဖြစ်လို့အဲ့လိုပြောနိုင်တယ်လဲဆိုရင်ဒီဥပမာချင်းလဲကောင်စီဥဆောင်အဖွဲ့ပြီးလို့ရှိရင်ချင်းပြည်အစိုးရအဖွဲ့
စသည်အားဖြင့်ပေါ့ဒီလိုဟာမျိုးတွေဖွဲ့စည်းတဲ့အခါကျရင်နော်ဒီအစုအဖွဲ့အပေါ်မှာပဲအခြေခံပြီးတော့အတင်းမျှတအောင်တာဝန်ပေးရမယ်ပေါ့ပုံမှန်25လာထင်ပါတယ်အဲ့မှာတို့ပြန်ပြီးတော့ပြဋ္ဌာန်းထားတာပုံမှန်3မှာဒီစုဖွဲ့မှုဒီလိုနဲ့ဖွဲ့စည်းတယ်ဆိုပြီးတော့ပြောတယ်ပုံမှန်25မှာလည်းဒီအစုအဖွဲ့တွေကဒီချင်းလန်းကောင်စီကိုဖွဲ့စည်းတာဖြစ်တယ်ဆိုပြီးတော့တို့ပြန်ပြီးတော့ညွှန်းထားတယ်ပေါ့ဆိုလိုတာကဒီဟာကကျွန်တော်တို့ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီဘူးလို့ပြောတဲ့နေရာမှာစုဖွဲ့မှုအရာကိုအဖွဲ့အစည်းတစ်ခုက33%ကျော်ပါပြီးတော့တပြည်နယ်လုံး run နေတဲ့လူတွေကတော့33%ကျော်ပဲပါနေတယ်ပေါ့ပြီးလို့ရှိရင်လွှတ်တော်ကိုယ်စားလှယ်ဒီ MP 15ဦး16ဦးလောက်ကအခုကြည့်မယ်ဆိုရင်33%ကျော်လောက်ပါနေတာပေါ့ဒါတွေကတကယ်တော်လှန်ရေးကာလမှာဖြစ်တင်သလားဆိုတဲ့ဟာကျွန်တော်မေးခွန်းပြန်ထုတ်ရပါလိမ့်မယ်စုဖွဲ့မှုကစပြီးတော့မမျှတဘူးလို့ကျွန်တော်တို့ကမြင်တယ်ဥပမာဘာ criteria နဲ့သတ်မှတ်ထားတာလဲဒီစုဖွဲ့မှုကိုဘာဖြစ်လို့စုဖွဲ့မှုမှာတစ်ခုအနေနဲ့ပါဝင်ရတာလဲဆိုတဲ့ဟာလဲရှင်းရှင်းလင်းလင်းတော့ပြဋ္ဌာန်းထားတာမရှိဘူးသူတို့ပြောတာတော့လွှတ်တော်ကိုယ်စားလှယ်တွေကတော့2020ရွေးကောက်ပွဲမှာအနိုင်ရတဲ့အတွက်ကြောင့်ဘာသိနေဆိုတဲ့ရှုထောင့်ကနေထည့်တာဖြစ်ပါတယ် CNF ကတော့NCA လက်မှတ်ထိုးပြီးတော့တိုင်းသားလက်နက်ကင်ဖြစ်လာတာအနေနဲ့တနိုင်ငံလုံးကတိမှတ်ပြုတဲ့အတွက်ကြောင့် ERO အနေနဲ့ပါဝင်တင်လို့ပါဝင်တာဖြစ်ပါတယ်ဆိုတော့သူတို့ဖြည့်ရှင်းချက်တွေတော့တွေ့ရတာပေါ့လေဒီ CDF တွေနဲ့ဒီအုပ်ချုပ်ရေးပိုင်းတွေစသည်အဖြစ်ပေါ့လေလက်နက်ကင်တွေကကြတော့လဲပါဝင်သိပါဝင်ထိုက်လို့ထည့်လိုက်ရတာဘာဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပြန်ဖြည့်ရှင်းထားတာတွေ့ရပါတယ်ဆိုတော့ဒါတွေကစုဖွဲ့မှုမှာမမျှတဘူးလို့ကျွန်တော်တို့ခန်းစားနေတာယုံကြည်နေတာဖြစ်ပါတယ်နောက်တစ်ခုပေါ့ဒီ Chinland Constitution တစ်ခုလုံးကိုပြန်ခြုံငုံသုံးသပ်လိုက်ရင်အစိုးရရောလွှတ်တော်ရောတရားစီရင်ရေးရောမန်တိုင်3ခုနဲ့ဖွဲ့စည်းထားတာဒါအကောင်းတဲ့လက္ခဏာပေါ့အဲ့ဒီမန်တိုင်3ခုကိုဘယ်သူကပြန်ပြီးတော့ချုပ်ကင်ထားတယ်လဲဆိုရင်ကောင်စီကပြန်ပြီးတော့ချုပ်ကင်ထားတာဖြစ်ပါတယ်အဲ့ဒီကောင်စီကပဲကောင်စီကိုပဲဥပဒေပြုရေးကလည်းတာဝန်ပြန်ခံရတာပြီးလို့ရှိရင်ကောင်စီကိုပဲတရားစီရင်ရေးကအစိုးဆုံးကတရားစီရင်ရေးကကောင်စီကိုပြန်ပြီးတော့တာဝန်ခံရတာအုပ်ချုပ်ရေးကလည်းကောင်စီကိုတာဝန်ပြန်ခံရတာဟုတ်ပြီဒီလောက်ဩဇာအာဏာရှိတယ်လို့ပဲဆိုပါတော့ဒီကောင်စီကအင်မရမဩဇာအာဏာရှိတယ်လို့ယူဆလို့ရပါတယ်ဒါတော်လှန်ရေးကာလဖြစ်လို့ဒီကောင်စီဘယ်သူကပြန်ထိန်းချုပ်ထားတယ်လဲဆိုတဲ့ဟာကျွန်တော်တို့ကြည့်ရပါလိမ့်မယ်ဆိုရင်ကောင်စီကိုပြန်ထိန်းချုပ်တဲ့လူကကောင်စီဥက္ကဋ္ဌကကောင်စီဦးဆောင်အဖွဲ့နဲ့ကောင်စီကိုလိုင်းညွှန်ကြီးကြရမယ်လို့ပြန်ပြီးတော့ကောင်စီဥက္ကဋ္ဌအပေါ်မှာဩဇာအာဏာအကုန်လုံးပြန်ပြီးတော့ပုံဩပေးထားတာဖြစ်ပါတယ်ဆိုရင်ကောင်စီဥက္ကဋ္ဌကဘယ်သူလဲလို့ကြည့်လိုက်ရင်ခင်ဗျားတို့ရှင်းရှင်းလင်းလင်းမြင်ပါပေါ့ဆိုလိုတာကကောင်စီဥက္ကဋ္ဌကကောင်စီကိုလိုင်းညွှန်မယ်ကောင်စီကနေပြီးတော့မှဒီမန်တိုင်3ရပ်ကိုပြန်ပြီးတော့လိုင်းညွှန်မယ်အဲ့ဒီအောက်မှာပဲဂျန်တဲ့ဟာတွေကရှိမယ်ဆိုရင်တကယ်မျှတသလားကျွန်တော်ပြန်မေးရပါလိမ့်မယ်ဆိုရင်ဒီပုံစံမျိုးနဲ့ဆိုရင်တော့ဒီကောင်စီဥက္ကဋ္ဌကိုလည်းဥပဒေအရပြန်ပြီးတော့လုတ်ပိုင်ခွင့်ဒီပြန်ပြီးကန့်သတ်ထားတာဒီကျွန်တော်ကတော့ဖတ်ရတယ်လို့မတွေ့ရဘူးပေါ့လေဆိုတော့ဥပဒေတရားကိုအတည်ပြုပြီးဆိုရင်အဲ့ဒီဥပဒေအတိုင်းပဲသွားရတော့မှာဘာအကြောင်းအရာလိုမျိုးဟာဆိုရင်တော့ဥက္ကဋ္ဌကဘယ်လိုလိုင်းညွှန်ရမယ်ဒါမှမဟုတ်ရင်တော့ဒီလိုပုံစံမျိုးမှာတော့ဒီတိုင်းပဲသွားရမယ်ဆိုတဲ့ဟာမျိုးလဲသူ့ကိုကန့်သတ်ပေးထားတာမရှိဘူးဆိုလိုတာကဥက္ကဋ္ဌရဲ့အထက်မှာဘယ်သူရှိသလဲသူ့အဖွဲ့ရှိသလားမရှိဘူးလားဆိုတဲ့ဟာကျွန်တော်တို့မေးရပါလိမ့်မယ်ဆိုရင်ဒီဥပဒေတစ်ခုလုံးကိုပြန်ခြုံငုံကြီးကြလိုက်သုံးသပ်လိုက်ရင်တော့အခုဖွဲ့တဲ့အစိုးရရောလွှတ်တော်ရောတရားစီရင်အားလုံးဒီရုပ်သေးလို့ပဲကျွန်တော်ကတော့မြင်ပါတယ်အဲ့ဒီရုပ်သေးကဒီဥပဒေအခြေခံဥပဒေကသူတို့ရေးဆွဲတဲ့အခြေခံဥပဒေကရုပ်သေးဖြစ်တဲ့အတွက်ကြောင့်ဒီဟာကတကယ်ကိုကောင်းမွန်တဲ့အုပ်ချုပ်ရေးရောမျှတတဲ့တရားစီရင်ရေးရောဘာမှပက်လိုက်မှုမရှိတဲ့ဥပဒေပြုရေးရောဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့မယုံကြည်ပါဘူးဒါတွေကတော့ကျွန်တော်တို့လက်မခံနိုင်တဲ့အကြောင်းအရာတွေတဲကဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဒါဆိုရင်တော့ဒီချင်းညီနောင်ကဒီချင်းလန်အစိုးရချင်းလန်ကောင်စီရဲ့ဒီ constitution ဒီလက်မခံတဲ့အကြောင်းအရာပြတဲ့အတွက်ထူးကျေးဇူးတင်တယ်ဆိုတော့
đi nó bay mà ở khu yo đi chín lên không chỉ chín lên suy anh này đi phải chia ra bọn nó phải chia ra mi suy sung suy nơi chia ya ông suy pi mà phải chia ra lấy lấy xí la để sửa đi trong ya này đó belu chín lên chín chín như nông ở phải này belu tung biam lên mà nó từ đâu đi đặt khá suy khởi biểu đó cả đó đi mars lạ lâu mà đó tôi sung suy nên nan lại mi lu tu dùng chỉ thà đã trong spring people spring media mà piao thara le chano toya le so di chingi no ane ne tu ro ye pheje che ko belu tong piam ma le bo no belu tong piam position si le su le chong ya le le piao piao se chin ba le ဟုတ်ကဲ့ပါဒီပြီးခဲ့တဲ့လတွေကသူတို့ကျွန်တော်တို့တစ်ဖွဲ့ချင်းစီကိုစာဖို့ခဲ့တာရှိပါကျွန်တော်တို့ညီနောင်စာပြန်ပို့ထားတာရှိပါတယ်ချင်းမျိုးသားစည်းလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးနဲ့ပတ်သက်လို့ရှိရင်မျှတတဲ့ချင်းကမှုပေါ့လေချင်းလူမျိုးချင်းမှာလည်းမျှတတနဲ့စည်းလုံးညီညွတ်ဖို့ဆိုရင်ကျွန်တော်တို့ကတွဲဆုံညှိနှိုင်းဖို့အစဉ်သင့်ရှိပါတယ်ဆိုတဲ့ဟာကျွန်တော်တို့စာပြန်ပေးထားတာရှိပါတယ်ဆိုတော့ပြောချင်တာကဒီဥပဒေရဲ့အောက်မှာဘယ်လိုပြောမလဲဥပဒေရဲ့အောက်မှာကျွန်တော်တို့ဒီတွေးမယ်ဆိုရင်တော့အခက်အခဲရှိနိုင်တယ်ပေါ့ဒါပေမဲ့ဒီဥပဒေကိုခဏဖယ်ပြီးမှကျွန်တော်အားလုံးကလိုချင်တဲ့ပုံစံနဲ့တကယ် open minded နဲ့ပေါ့လေတကယ်ကိုလိုလားနဲ့ဖြစ်စီချင်တဲ့ပုံစံမျိုးနဲ့တွေးဆုံဖို့ဆိုရင်တော့ကျွန်တော်တို့ဘက်ကအစဉ်သင့်ရှိပါတယ်ကျွန်တော်တို့တွေးဆုံညှိနှိုင်းအဖြေရှာတာကကျွန်တော်တို့လည်းလိုလားပါတယ်လို့ဟုတ်ကဲ့ okay ba okay jesu selalu peta thang kha kampan halwe lai jang kha ten kam biang ai mi sina han kol ha thailo min han an tampin cha khan nong ban jong ni khan lai hol ten ban kan let pa ve lo asia chon atu kha ral ka dau nak laya kai chin ni nong chin u naw ha sin ai tel mi khu chu pakhat kan bom lai pakhat kan dier kam lai ti kha si ko ta chun na ka atu chin ni nong ai tel lo mi chin len chauza chin len tang mi kan ti ko la chin ni nong ai tel lo mi dang ha ne ka dau nak laya khan ma he khan ta har ningin ke idir kam kho ibom ding ke ananeti mo silo chin ni nong ai tel bak mi long mo ibom ding ke nam policy city mi te kha tang fa ten hal kam bandu ngai alung rồi khi mai sai realme te kamal te from piece of edu ta kem karon pe ke ngamo nga ko kimi Chinland Council constitution kha ati sik chu correctly la lem lawi san chu hemi he kan chin ram pin kan manga ngai ding khala rot lem lawi palong te hi tin a champion ni ke bird flu ban zawi ka zau dana khan chun bird vi ka zau dana kha malte bitute kunlam rel zau ve kenti Chinland Council ki mi jangan tiding supoi mu kan te pe chete supoi mu akan du ain kimi tiya mya cha mu umlau de mo ti mi kha ka kan ro cha de mi kha si chele pakhat ka thei thiam lo mi tla khi khami supoi mu atal mi kha supoi mu aya kha kimi chin pi ne to lai atal mi kan te pe chete to lai atal mi hlo to ko zele anti pi ne hlo to ko zele khal chele kimi pi thong su hlo to ko zele bol khal telen azaten minung kulwan sari ti kha anti mi khasi sinan kimi parliament ding kan te pe chu hlut draw ding khanga chin pi ne hlut draw ding khanga le minung hlei nga antila la phone si minung kulwan sari laka minung hlei nga jang tinam thil tum ti mi muara le phone si lawi chumi kha ka thei thiam lo tak chu anma an phoi si zong te a ummi mp pol belan zau ruanga minung hlei nga long ding tinam rot ruanga kimi jagan te pe hlut draw kha minung hlei nga thon kan phoi ding an ti mo si chu ka thei lawi chiti sile chu jami criteria thon minung kulwan sari sin hlei nga khan sit thok tum ti mi laka thai harzet ubama ake ye pine hloto ko zale pol long an to adinga sile chu pine hloto ko zale ya chu mitu te to hani raktel thai law le lemma tak thu tu te ten umruanga kha minung hlei nga an si tele chu thai thiam thai kha se kawi asenan pi thong su hloto i ko zale pol khal kha antel thau phone si antel ter thau phone si ti chumi wi Chinland Council le hloto a khan chumi sinan minung hlei nga long antel mi kha
ค่อยสิปงอันช่วยหลายสินจัดมินุงอันเจ้าฮีมินุงเลยงาลงอันมูรองอะไรงาเต็นันช่วยมิสิโมจุดที่สิเลจุดยังคิดตกที่มีกองสีค่อยสิปงหัวค่ะกองสีสู้ค่อยมัวหัวค่ะมินุงกุลวันสรีรถโดกูเสลเตลเดกันเตฟอนซิตี้มีเตะข้าจุข้าจุเกมไอ้กระเทเทียมเทเรามีประคัดกระเทไปจุโมอลซงกันกระเทปเป่าเรามียังสไปฮิมีฮีมินุงจะตุกยันช่วยมีโมไม่ลำพังตัวเตียนช่วยมีโมที่มีเตะค่ะยังเราจะจีตัวตาเทมนักเนี่ยค่ะตัวเอ็มพีประคัดขัดนี่ละค่ะตัวนัวกันอันวันซีตรงนี้ไทยปังสิเลจุกองเสียจนลุดไทยดึงนั้นที่น่ะยังกันเตไปอุปริตุยาจนเตลไทยนนเราดิ้งที่เวกอุ้งสานค่ะเคอามาค่ะอัลล็อกก็เฉบจะมีเตะค่ะกันเตไปโจอัลซงจนตักเตะจุจุดที่กาฮิมีทีพิวหลานี่ตอนนกข้าจุกันดูเสร็จกันนั้นทีพิวหลานี่ตอนนกกีเรเฟลดึงค่ะกันดูอีตักเตะจนเคมีกันตรงอัตลักษณ์เรื่องเจ้าเขาฮิมีปีทีพิวหลานาขันค่ะอดีพิวเป็กเตกันที่ไปจุ่มอย่างเจ้าสาวปิงง่ายสันจุกองสีกันดินนักสันบิค่ะกองสีค่ะอดีกาเซลวินคิมีมันดังปีปฐมพลังคสิตกากองสีดินที่ CJDC meeting ที่ขันตากันสุดดาเขาอามาเซนเอฟเฮาตุลัมโพลตันทันกันตรงโอยฮิเบียกโพลฮีอินตัวสักสิเลจู number one เช่นเล่นกองสลากันดักเตลจีดิงกันเตะกันดักเตลจีดิงยามาลงเตะตุยจามีพอลกันตะโบตูดิงกันตินาไอเซลเอาจุมีสินกันตะโบตูเรามีกันสุยนุยดิงเสนาตูโลโลเสียกันหมายกันรำสุนีอินพินิกตุกมีอินบวยปีมีอินไฮนกมีและอินจูโจมีและเซ็นทรัลเจ้าจ่าเวกินนั้นอุมาเตอร์มีค่ะตูจะเซ็นทรัลเจ้าจ่ากันดิ่งตุ้มเวกค่ะเซ็นทรัลจะจุปีเนี่ยเจ้าจ่าปีมั้งที่มีเดตันตระเสลามีเช่นปุ่มพวกเจ้าจ่ากันดิ่งตุ้มกันตีรัวงะเลนัวกันมาเลนิวเนตินาเกยพอยซีดังอันรักขลัสีเลจุมีจูปีเนเจ้าจะสิทธิ์ลงกันรักสิเสละตุโลโลเสียมีปลหม้อค่ะอินสุสักครูละยังเป็นสุดทัดเราเต็นมัวละเช่นเล่นกองสิลขลาจนเตลตาจุกันดึงเข้าโคตินกันตินานค่ะลุงว่ายังมันค่ะอายีอินไซด์เราอลจงจนมั่วติเกยังฮะเอาเพลหานิตินั้นไงปังขเลก็ในปีนั้นเถียชาติกรัวรัวงาซีเกลุลตุกเลยยังมันสิ่งในเทคเราตุกเวกะอินดักไหนปังดิ่งตียอันหมายนี้มันเสลากันมาเราเรียนกันตรงกันบางทีที่เวกเตหินติสกุลากันติโอเคเฟเท่าวีนาวซุงค่ะที่มีชินเลนเจ้าจ่าพ่อยหลานเตียงขันค่ะกันเราต้องดูตียขันใจรักวัดชินเลนกองสนี่จะมีหลายชิงยินว่าแต่พ่อยทุ่มลงมินุปทุพ่อยทุ่มลงกันหลายประคับเตนินสมประคับเตนินสมลาวูกันมาสันจูกันมาอีดากันมาหมู่อายะกันในจุดพ่อยทุ่มกันพ่อยเสร็จกันสิกันเลยชินปีอายะจน voice ขัดลงกันสิดิ้งร่วงกันพ่อยชิงยินน้องตินกันเราต้องดิ้งกับต้องพูดสิเลยจนกันเราต้องดูกันเรื่องเขาดิ้งกันตีฉะนั้นจะมีค่ะมิตุเตกันตีมิตีชินเลนเจ้าจ่าปีอะไรสวาเลที่มีมันได้ตรงนี้แต่สวาลานนี่อีสินจากกันเปลี่ยนมีนั่นดูเลยจะจากค่ะสไลด์เป็นมีที่มาเยสเวทอนไม่ที่ Facebook อาทิตย์มีเขาดิ้งที่มีที่ชินเลนกองสลัมมีสินจานกดมีเลยกันไม่จากกันเปลี่ยนสามเนี่ยเด็กพลสามเชกเอากันตีนั้นค่ะที่เอาจิตที่เสเลจูเจ้าจ่ากันพ่วยลานะเราเล่นรถจอกันให้พ่วยลานะฮีดึงจุกันคนฮีตาไปตีอะตนค่ะอินตุ่มจ้วงเรายังตินกิมค่ะอากาศเราเฉบดูลงอ่ะคันเตลดูคันเล่คนเตลดูคันเล่คนอะไรงั้นนั่นเต่าดิ้งที่แบบปุ่งซานินค่ะอินตัวเขาอัลซงจนที่ตุค่ะนั่นมาตานั่นเขาดิ้งสปริงยังเราไปสินมีดีไอสินตานั่นหูเขาดิ้งต้องเอาต้องดูจนกันเราต้องเธอเขาชินรำชัดหน้าดิ้งเสียจนทูเรลชัดจูสบายวันนี้พิชินจูกันดูจัดเขาตีนกันสิมเขานานค่ะค่ะเด็ดค่ะกันมาจนตอนดิ้งอินดักนี่ในร่วงตอนเราเรียนดูกันในขี้น่ะที่มาสาลามา AACC อภิตบอยตรงดิ้งขสิยังตินกิมอัลลุนสูนูเริ่มเทนนเรานุยตรงดิ้งเวกของทางฟังขสิจุมีลองเสลวินตัวค่ะกันนี่ค่ะชิ้นนี้น้องค่ะพ่อยถุงลงกันสนนเราพ่อยลีกันสิทังพ่อยลีกันสิตะก้าจูชิ้นนี้น้องเงินกันตรงนี้ก็สิเลจูที่มีพ่อยลีชิ้นนี้น้องตรงเลยตรงเราเลยจูตรงเราสิพ่อยขัดลงเงินตรงที่เวกค่ะชิ้นปียาจนงานนนเรากันมาเลยกันหมายมิวเนสุเราเลยกันหมายกัน territory รังสิเลจูกันหมายกันทุเต็นกันตัวเท่านั้นชินรำปีควบเลยชินมิวตายควบรังสิเลจูชิน brotherhood ที่เตลมีพ่อยโพลินปักขัดลงเงินตัวเท่านักค่ะอ่างเราจะมีค่ะกันหมาย strict rule อดีค่ะกันกลมข้อนักบิ๊กชินรำพระ voice ดังเลยนกเจลลาเสกันตีนักสันคาสิรวงอาศิตูเวกีจาวลากันชินยินองเมมเบอร์ประคัตสมินเฮนะที่มีตัวกันตีดึงจูโจสิทธิ์กันที่ไปจุดที่อลลงจนสักขันปะติงตุมที่มี
เนสติกาปกเมนคาสิลาวิคีนะชนะชุกเตียงหมดสักขันเตียงหมดติ้งดิ้งเวกีกาปกเราสิลายติกาจูกันมาขลินจากกันสวะยังขลาเล่ที่รำซุ่มเตียงเตียงกาปกค่ะบิ๊กตะกินมาราเนสุมีพิษพิษมีทีละสิติกามาราเลมาราอันบวยกจูบวยเก่าเก่าเสลาติงไงนะจวงลาวิกันว่าพิชินดิ้งขลาสิเลกันว่าเตลดิ้งขลาสิเลที่มีเล่นเน็ตจงเงินเสลาวินเงี้ยชันจงเงินพิชินสบายวันจงเงินพิชินค่ะสิเสลาจุดที่เสลาวิไปสิประคัตจิมิติ้งเก่าเบกิดาวเอาสิเลจูอันนี้ค่ะชิน brotherhood member สินะค่ะชิน brotherhood ประคัตขัดเจมส์สิเลจูไปดังขัดกันเจมดิ้งจุมีลงเจมดิ้งที่มีค่ะกันมันมูกันในจารวงเขาเวลา MGF เราดิ้งจนกันนี่พปฐุมขัดกันเราตามทุลงเราไทยดิ้งมัวสิรวงยังขัดเราเล่ฮิตที่จงเงินชินเราเป็นฮิตที่นั่นชินสิเลจูกันมาลาตาค่ะกันแต่ละกลุ่มที่มีจ้าตาค่ะที่มี open เลยไทม์ที่มี declare ปงสันไทน์จ้ากันสวดาเขาอีจุเวกีสิ่งจีนมาเราหลายมีที่มีชิลดังบุญสุยนุยดิ่งที่มีจูโลโลเซคลาจนหากจูหากจะดิ่งไปดูกันที่เวกินที่มีพอยทุ่มลงตรงข้าศึกลาวินกันตรงดิ่งขลังสิเลชินบราดาพูดจัดแต่ตรงดิ่งมีสิ่งนี้MDF ทอนขลังตรงดิ่งจุดที่ก้าชินรำพังชัดกันดูสิเลจูเล็บลุนเราดิ่งข้าปอยกันถ้าตัวบีบวิธีเส้นตั้งปีอลวงเดียวเดี๋ยวสิเลค่ะชินรำพังหาร์บีบเอาดิ่งสันจูมิตุกันเดี๋ยวจะไปกันนี่ค่ะชินบราดาพูดที่กันมัวยาชิน brotherhood in voice ขัดลองสอกดิ่งกันตีรวงกันมาลองอินตีชา voice ข้างาเลยกันจะเป็น voice กันสีดูแต่กันจูยังขลาเล่เซนเอฟินหมอกันติดดิ่งว่าเราเล่ชินเล่นกองเซเลนนั่นติดดิ่งว่าเราเล่ชินเล่นเจ้าใจชินรำพรังค่ะอดูงางาไอสิเลจูคีมีที่เซนค่ะสวกมัลเซลาทุเรลตัมเซลาติค่ะจูมีโลกขันรำพรังอาชาเขาเทดิ่งจุดที่เซลวิอทูสิเรารวงอดูนักเวกิเทเรารวงคีมีเรียมพยายามหังตั้มบีบเอาสิเลจูชินรำพรังจุดสูงสุดในมุขเล็ดตัวอย่างจูที่ฮาร์บีบาวดิ้งที่มีเตค่ะมีพิมพ์หายมัลเต explanation เตมัลเตรุ่นตัวกันด้วยจุดเลยเรียมกับมิตุเตนังไม่สุดมี question ทอนเปปาร์โรอาจูกันหมายกันมัวค่ะมีดังกันบอมเราดิ้งที่น่าไอเซลล์ทุลสิเลจู PDF ทอนพอลขลินกันดาวตังเขาดิ้งจุดเลยตุลาค่ะ NLA ทอนไซน์ไลโรนาค่ะมหาเมกันถ้วยจุเลยที่มียังเราขลินมินจัดขลินมหาไม่อภัยมีดังเตะอะไรเขาคิดนะโย PDF ทอนเต็มมาค่ะอันถ้วยเขารัลกันดาวกลางเขาอ่างเขาฉะนั้นค่ะเบียกติ้งเตะกันประชุกเราวิธีการที่เบียกันมากันเมมเบอร์สุงาจนได้สิทธิ์ทอนเปเปอร์โรอินได้สิทธิ์สินดิ้งทอนเปเปอร์โรอินรัลกันดาวกลางด่านดิ้งค่ะกันเรียลคอมดิ้งตัดชิงลาดูเสร็จตัดชิงเวกหลักกันตัวดิ้งกันมาสุงาจน fellowship ค่ะตูนักไอเห็ดเขาวิบวินกันเฟวิบดิ้งที่มีจูกันในกับวิสนันจุมีขันบิดังค่ะว่า fellowship ไว้เราที่นักจ้วงเราก็ยังกันดิ้งอภัยสิปกติลุ่นลัดคนกันไปปิ่นจ้วงเราจุมีเตะค่ะนั่งหมายสุดมีทนเปรียบอะไรเมื่อเจ้าทนขลินอโกลทนขลินกันตรวนต่างเท่าโยทนขลินตรวนต่างเท่านี่นะกันหากสีเดียบทนขลินลาวตุทนขลินพวกดังซีนสีเดียบทนปนขลินค่ะกันตรวนต่างเท่ากันชิงยีนองปนกันตรวนต่างดิ้งกันตีรองไปดังกันมาตรวนต่างปีเราดิ้งตีน่ะสิช่วงเรามาลงเตะชิงยีนองสุงาจนค่ะที่มีloose me ตะโบตุงยีเช็ดเสลาวินอัตไตเด็กมีเลยอันเน็ตเขาเด็กมีตอนเจมบอกนักเตะทนชินดำพระงาค่ะที่มีสบายไว้มาเปียวดาบิโรเล็ดตุยเรามีคาเซลาวินเล็ดตุยขลีอัดดิ้งเอาดิ้งมีคอมมิตเมนต์ทนซีนองเน็ตเดวินกันเฟที่เดวนักสอนคาเซลงอสิลขลมโอเคชาจอมเพลจงเนี่ยทับปิโรเมชินดากาโรดีชิงยี่น้องเพื่อนชิงยี่น้องเพื่อนเนี่ยว่าโนดิจันวารีง่ายเนี่ยมาละเทรนส์สิลิมป่วยเราเดชิงมาบ่เนาะจนเราก็ดี constitution อาทิตย์เราปีโดconstitution อาทิตย์เราผู้ชี้เรื่องสุดอาจารย์เปียวตัวดีซีเดมินเดเพกาลาCND เพกาลาเมดจนไม่ตีโรเนาะชินเล่น constitution อาทิตย์เราผู้ชี้เรื่องสุดเปียวสุดจนที่ได้ชีบาร์ดีก็สันนิษฐานปีโรชิงยี่น้องเนี่ยดีคุณเล่ชีเดชินเล่น constitution มาเอาไปเนี่ยชินเล่น constitution อาทิตย์เราปีโรชิมปีสุยาพอยผู้สิสิมีสิตลาสุเรจงยาลจนเมชิมบาร์ขมีฮัลโหลซาจอมเพจนอจะละဒီလိုတော့ရှိမယ်ထင်ပါတယ်ကျွန်တော်ဟုတ်ကဲ့အကြရလာဗျဟုတ်
ဟုတ်ကဲ့ပါကျွန်တော်ထင်ပါတယ်ဒီဥပဒေကအားလုံးကိုလွှမ်းမိုးနိုင်တဲ့မျှတမှုမရှိဘူးဆိုရင်တော့သေချာတယ်မျှတတဲ့ဥပဒေတရားကတော့ထောက်ပေါ်လာနိုင်တယ်ပေါ့ဆိုတော့ဒီဥပဒေကမမျှတဘူးယူဆတဲ့လူကတော့မျှတတဲ့ဥပဒေတရားကိုဖြစ်လာဖို့ရှိနိုင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်တို့ကတော့ဒီအခုချင်းလန်း Constitution 2023ကိုမျှတတဲ့ဥပဒေလို့မယူဆတဲ့အတွက်ကြောင့်ဒီဟာကတော့ဘယ်လိုပြောမလဲမျှတဖြစ်နိုင်တဲ့ဥပဒေတရားပေါ်ပေါက်လာနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်လို့ကျွန်တော်ဒီလောက်ပဲOkay,ကျေးဇူးပါဆိုတော့ဒီမြတ်တာတဲ့အခုချင်းကြီးတော့အဖွဲ့အနေနဲ့ပေါ့နော်ဒီမြတ်တာတဲ့တရားဥပဒေconstitution ပြုလုပ်ခဲ့တော့ဒီအခုရှိပြီးသားချင်းလန်း constitution ကိုလက်ခံတဲ့အဖွဲ့အစည်း relation တွေဆိုတော့ဒီချင်းကြီးတော့ကဒီပြန်လုပ်တဲ့ဒီ constitution တစ်ကိုရောဒီချင်းပြည်နယ်တစ်ခုလုံးအတွက်ဒီမြတ်တာရဲကောင်းတယ်လို့ယူဆလို့ရမှာလားခင်ဗျာဟုတ်ကဲ့ပါအားလုံးပူးပေါင်းပါဝင်နိုင်တဲ့ဘယ်သူကမှမလွှမ်းမိုးတဲ့မျှတချင်းပြည်အစိုးရကိုပဲဖြစ်ဖြစ်ချင်းလူမျိုးစည်းလုံးညီညွတ်ရေးကိုပဲဖြစ်ဖြစ်မျှတပုံဖော်ပေးနိုင်မဲ့ဥပဒေတရားဆိုရင်တော့ချင်းပြည်သူလူထုရောအခုချင်းလဲကျွန်တော်ကတော့ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီထက်အဖို့လိုအပ်ပါတယ်။မမျှတလို့လဲကျွန်တော်တို့2008အခြေခံဥပဒေကိုအများအားကျွန်တော်တို့စန့်ကျင်နေတာဖြစ်ပါတယ်။အားလုံးကမကြိုက်တာပေါ့လေ။ပြောချင်တာကဒီထက်ပိုကောင်းတဲ့မျှတတဲ့ဥပဒေတရားပေါ်ပေါက်လာရင်ချင်းပြည်သူလူထုနဲ့အခုတော့လှနေတဲ့လူတွေရောအားလုံးကလက်ခံနိုင်တဲ့ပို့ပြီးတော့ဒီထက်ပိုကောင်းတဲ့မျှတတဲ့ဥပဒေတရားပေါ်ပေါက်လာတယ်ဆိုရင်တော့အားလုံးကလက်ခံမယ်လို့ပြောပါတယ်ခင်ဗျဟုတ်ကဲ့ပါစာจำเป็นalign khat tha de ulo ye align kha van tang pa lamang cha khan te ro jawan thiam mulo sa he ku bita tang kha van hal thang ko du chu sa chompe align that pa lo te ka nang ma ne tam do ban kan chim kholo te an du mi chu atu ICNCC kha cha than te ten ham ban chu mi kha kam ban hu pa lamang la phona kan chim se chun ICNCC le chin brotherhood he vậy khả năng chặt thật mi dẫu tiếc khả tầm bal khen năm vạn inai niam đeo ngay khen hu khó xin nên ruộng nạc lại nên chim du mi khả avane khát pa ngay ICNCC he mi zai bentuk da atang rita chun da ICNCC arak etal mi kam pale chep khat kha tua chinlen chawda chinlen khongselen tal chang tika khan ICNCC tu chathan a chu lamang mi he zai bentuk de udan sele chu an ma le chin brotherhood nên pe lại ninh kha dây bên tục tiếng đã xí tìm kha phiang phai đều tiền vẫn thấy cần đủ ngay ICNCC ya khan kha asu phoi palian ko min kan thei te asu phoi palian ko min chumi asu phoi palia khan kha lenet kai asu phoi kha sin apan se sin apan sok kha se mai chute ka sin apan sok te ka lenet kai asu phoi ti ni asu phoi ni ya kha lelat te ka khwala ni lenet kai ve kan se ka unan kha raktel laumi pol new ne nga yi le mi se i thon twei mi kan ma usong phoi pol kha ni ya impact te ka kan rakluti chumi ya kha ami asu phoi ni ya kan tel kha se mai chute ka kan ma khalen kan tong su mi chu ICNCC hi tunak ai ahwap kaw de le phum phe de dan reformation to dan hi umpai mo ti mi suggestion kan ti te ka chu an ma khalin lamzin in phani chu chu kan ma ta telin atang mi pol ta khatelin yang tin ha kan reform the dan ning ti ve kha kan reli chumia kan ni tui chin brotherhood pol khal kha ICNCC kan bulut te ka ICNCC jami ka yang man set bal kha kan tum law yang ban bati set kha kan tum law ma long te jami ti set kha selawin atel ri law mi pawentin pawen thai ti pol tel ri law mi telbet the dan ding lamzin kha
กันโพลส่วนสิจุดที่กาอุปมาCDM ลำโพลาสิเสมิวเนตินิสินคิมี area ตินิสินอัตเลเทดันดิ้งจุเล CSO ลำมิสินอัตเลเทดันดิ้งจุเลรำเลงลำมิสินปาวันตินปาวันแทงตุมียาสุขไปโพลเตลเทดันดิ้งที่เวกเตโพลค่ะกันเรลปีจุเลมิตุกันที่เวกในงานยี่อายะซีอายะมีปีนี้อุกชุยลำโพลเสซีไก่ตูลำโพลเสในงานยี่อุสองมูในตู้โพลค่ะเสอลุเทดันดิ้งลำจินค่ะกันรุนฮอลปีวิวมีค่ะซีจุมียาอลซองจนสุขไปปลีมีละค่ะประคัดค่ะจุเซนเอฟซีมาสวกกันเลยไปขัดสุขไปขัดค่ะซีจุเลยังละว่าค่ะMP แล้วก็สิคันกันมุทัยเวกินขตอกี ICNCC รักแอคทีฟจัดมีแล้วก็สิมินุงไล่ถุมไล่ค่ะอันเตลินกันไทยตู้ตาขจูมีจึงไก่ไทยง่ายค่ะเช่นเล่นกับสลักค่ะประทับความกำชาของโลกเวกินกันหุยพิงซีน่าจนไทยง่ายไล่จนเก่านะจุมีอะค่ะฮิตอกี MP พอลินซิมดันเลจูที่มีไล่รองค่ะฮิตอกว่าเฟยไล่ง่ายไล่กระตังเวกินMP พอลินซิมทวีที่จะจุกันไทยแล้วอลซองจนเช็ดวัดตุ้มหูเช็ดวัดโจค่ะอันต่างที่หลายก็ไอเซนซีซียาคันค่ะจุมีขสิสันจูกันไทยจะเอาไปกันหุ่นตรวจไม่อยู่ละดูค่ะ MP ดึงค่ะมีนุ่งกุลวันสรีดึงค่ะใช่ไหมตัวมีนุ่งกุลวันสรีมีละค่ะดู actively เช่นเล่นกองสลี actively involve me meeting อัตาวจัดละค่ะนั้นหัวเขาดึงจุมีอัตาวเหล่าจัดพอลเลยเหล่าพอลขจูเช่นเล่นกองสละอันเตลเหล่าที่นั่งไอคัสใช่ไหมเขาอยู่อัลซอมชุนฉะนั้นเช่นเล่นกองสลิตเตลเราหมวกค่ะไอเซนซิเซียนเตลเชมเตลเชเราที่เขาจูกันไทยบานเบจวงละวิมาลงเตอลซงจุนสุขไปปลีมีละค่ะประคัดข้าสินเอฟค่ะอามาไปขัดประคัดสิโรงอามาเบเฮวีเอ็มพีละก็สินมาลายันเฟยฉะนั้นสุขไปจงจุนสุขไปปัทมันใจจุมีสินเรียมกายพอลก็หมายโอค่ะเรียมกายดังพอลค่ะเนี่ยลำสินอากาศพิคันอ่อนสักกี่จุยเรียมกายมีอะค่ะมิวเนสุละเวมิวเนเอติละเวเรียมกายปอชินระมีเรียมกายปอลุดเทน่าดินคอมมิตี้ค่ะลำสินฟันสักกี่จุมีสินกันลุตีจุดที่ไอซินซีซีกันเฟมีจูโลโลเซกันเทียมดันโตกับจนสตรีเขาamma ASEAN atu atak da ban chim mi pol lan amma chim brotherhood hite pe tlai nak so nan ngai lem manan ngai lem lo majit ndasมีทุกที่เวกินเช่น brotherhood กันที่มีจูมาเลมิวเนเจอรีในไงอุตสาหะเพื่อนในดูมาเลมิวเนเจอรีเราเลยมาเล data เจอรีมาเลมิวเนสูเจอรี CDM ในดูมาเลมิวเนเจอรี CSO ในดูมาเลมิวเนเจอรีเล่นเด็ดไก่ในดูในไงอุตสาหะเพื่อนในดูกันสิทธิ์กะค่ะอันมาอินออนนักลำสินเตติยากันเตลเทนักมากันเตลเทนิสิสิทธิ์กะจูกันมาขัลค่ะสุเพื่อที่ปักขัดเสลวินปัญญาเสลวินที่อัตุนักเตติยากันแข่งกันที่ไปจูอุปมาอลซงเงินกันเร็วไปตัวสุเพื่อประคัดกันที่มี MP สุเพื่อกันที่มีอะค่ะกันฝรั่งเป็นสิน MP สุเพื่อค่ะลานจงอันองติกา MP สุเพื่อปลดค่ะเสียนเอาอันสีร่วงอาเซลวินอันสีเราร่วงอาเซลวินค่ะ MP อันสีร่วงอาค่ะอัลลูนี่ข้าต้องการเตลแต่ที่นั่นค่ะตุยสารชนเพลทละค่ะที่มี MLA กันที่ไปจุนมีเจ้าตรงจุนก็โกลจุน MP กันที่ถูกเท่ากันวิปีนี้รถดูอามัดสิส่วนปีนี้รถดูอามัดสิตกาค่ะอัลลูค่ะที่ต้องสุเพื่อประคัดนี้อัลลูไทยดึงมีข้าศึกอัลลูจ้าอัลลูจ้ายี่สินันค่ะอันนี้ชินนี่เนาะพิชินปาราเซลวินอามาค่ะ personally เตลจ้ามีข้าศึกจกเท่าทวินCSO สินรักเตลมีเตละคันตุมีค่ะกันมาชินนี่น้องอีมี CNC สินใจใหญ่ขามีสิจวงเรา CNO สินใจใหญ่ขามีสิจวงเรากันรักเตลเขาจุมีสินค่ะลิงค่ะจ้าเขาฉะนั้นตุจุค่ะใจใหญ่เล่นนัดไก่อภัยซีโพลค่ะในไงยุสองอภัยค่ะเตลดิ้งกันตีรัวกันมาอภัยกูซาฟิวขัลค่ะกันเตลเบ็ดจุดที่ค่ะจูลิงค่ะมีตัวกันตีเวกินอาซาเตนค่ะอาศัยถูกจวงเหล่านั้นกันมาเลยอารมณ์นักลานจงอินพุตนักเต้นกันลุดที่กาจูกันมาขัลค่ะICNCC member wing เด็กกันจังกันที่ไปจุดที่อลซงจนsee จุเลยจนแบบยังไงมีamma chim brotherhood ni hen CJDC ban to kan ral kap foin action ral kap lekha mun khata phone CJDC ban to phun san khete khaban to kha sarnani tim mo chon namma bair shima hen CNDF rim ni hen data ka koi local defense force long khasilo in army tiang kha dear an team dear an du ti ban to kha biakan thai pa maliang biakan thai mi khase
มาคัดแต่นั่นทีมตักมอทีมตักเราจนชิมบราเดอร์ฮุดนี่แต่ขับเป็นตัวอาร์มี่ที่ยังขานั่นทีมมอทีมเราทีมมีแต่ขาไทยกันบันดุไงข้าคิดว่า CS แต่ข้าซีอีเดียวข้าสิแต่ก็อามาบุญสุดมาสตาวละที่อามาไล่กันชัดแล้วเลยมันก็พิเลไปจุอามาทำมาแต่ใส่เดี๋ยวว่าข้าซีอีมันก็จะตัดกันเนาะ โอเคเสียsaจอมเพจนอนอทัดครูเมชินดากเลยดีชิงยีนองพ่อยเนี่ยบอนอดีตัมรอnational army ที่พ่อยชีผู้assistant สิตลาดามามาฮอดีไอจิงก็พ่อยชีแค่ได้ดี CJ ดีซิลูมิวดีชิงยีนองพ่อยมันปาวันเดพ่อยชีอันเนี่ยดีตัดตารีเซลล์ปีมา CJ ดีซีพ่อยลูมิวพ่อยชีผู้ assistant สิตลาดีเช่นนักคู่เล็กเมชินบาร์เรกมีอะ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့မူပါတာအထက်မှာလည်းပါတယ်ဆိုတာကကျွန်တော်တို့နောက်တစ်ချိန်မှာone comment အထိသွားဖို့ပေါ့လေone comment အထိသွားဖို့လည်းရည်ရွယ်ထားပါတယ်ဆိုတော့အဲ့လိုဆိုရင်တော့နည်းနည်းရှင်းရှင်းလင်းလင်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့နောက်တစ်ခုပေါ့ကျွန်တော်တို့ရှင်းကြားထဲမှာလည်းဒီသဘောတူညီမှုတွေထားတာရှိပါတယ်ကျွန်တော်တို့ရဲ့တပ်ပိုင်းဆိုင်ရာတွေဖလှယ်ဖို့ပေါ့လေကျွန်တော်တို့ရဲ့ရဲဘော်တွေကိုဖလှယ်ဖို့ကိစ္စတွေလည်းကျွန်တော်တို့ဆွေးနွေးတိုင်ပင်ထားတာရှိပါတယ်လို့ကျွန်တော်တို့အနာဂတ်မှာတော့ဘယ်လိုပြောမလဲချင်းနိုင်ငံရေးကိုဘယ်လိုပုံဖော်မလဲဘယ်သူတွေကဘယ်လိုစေတနာရှိတယ်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကတော့ကြည့်ပြီးတော့အနာဂတ်မှာone comment ဖြစ်လာဖို့အတွက်လည်းရည်ရွယ်ထားတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲအာမီနာမယ်ပေးမှအခွင့်အရေးပိုရမယ်ပြီးလို့ရှိရင်ချင်းပြည်ကိုအုပ်စိုးလို့ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အချင်းကလာတဲ့လူတွေရှိရင်တော့ဘယ်လိုပြောမလဲတခြားပုံစံမျိုးတွေနဲ့လည်းကျွန်တော်တို့ကပြန်ပြီးတော့ချင်းကဖို့ရှိနိုင်ပါတယ်လို့ဒါကျွန်တော်တို့ရည်ရွယ်ထားတာကတော့one comment ဖြစ်လာဖို့ကတော့ဒီချင်းညီနောင်ရဲ့အိမ်မက်လည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မူဝါဒကျွန်တော်တို့ရဲ့ဒီလမ်းစဉ်လည်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါကျွန်တော်โอเคเจ้าบ่าอุปถัมภ์แต่ขมิทอค่ะมาเตนวันนวันชับดุมีมาบันกันชับอย่างละลำซิงเดินสึกเอากันรักกับพวกที่ที่มีออกจงสุนกันรักทกนักข้าตายเดี๋ยวเฉลยซีลูอัดเช็ดเคลตั้มตุกติกาที่เสายินทางอายุปวดใจเพื่อวิ่งยีข้ากันตั้มเดียวเฉลยอามินาตาเห็นเทรคขันอินบวยมิตุเตสัตว์ชนเพียร์เบรคขันกิเตอามินีอาร์มีเต็นกันเปียกเราร้องอาร์มีเสลาเบรคกันนี่กันสตรัคเจอร์และกันเฟดันที่อาร์มีซิสเต็มกันเฟดเรามีสีมาลงเตกันดิ่งทอกเป็กเตสิร้องจงเวกขลันดิ่งทอกเป็กเตจนที่ติดข้าศึกเอาเฉลยกันทอกเป็กเตสินเลยรัลดาวเรื่องขัดจูติกาที่นักจานะฟุ้งเฟเตนตินดันเป็กอกนักจันง่ายๆเขาเฟเราร้องข้าศึกฉะนั้นกันอยู่เช็ดข้าจูดูกันติดแบบฟุ้งเฟจะเป็นเชื่อมไม่ทัลกายนูจูไม่ทัลสีการทอนเทมีรัลกับง่ายๆสิมีรัลกับคอมมิตเมนต์ไหนมีรัลกับเสร็จสอบนี่มีค่ะกันไปเสียมีเสียกันตุ้มตามีสิเจ้าเร่งจะเจ้าทางขัดเจ้าทางหลังขลาสิมีพิธางทิลชาสมสิไม่ทัลกายสิรัลกับเชลุงในเหล่าที่เด็กค่ะมีพิธางจีนุ่มส่วนมีข้าศึกติกากันนักดิ่งเป็กเตสิอินกันตุ้มตานักเร่งอภิโอรันจัดเลยอายันจัดเวกปุ่มสันนิรักดิ่งมีกันเซลวีเลนูบิโกเตียงกันชินรำเตียงยี่หัวปีอดิ่งเทมีรัลกับสิดิ่งกันไปเสียจะเลยมีตัวกันตีเวกันจะมีกันไปเสียกันตีมีค่ะกันฝรั่งทางล่องข้าศึกเราหินะกันขวาทางล่องข้าศึกเราชินรำปุ่มปีหัวจะมีล่องเซลวีจะไอตุ่มเฟเดรัลรำปีกันดิ่งติดข้าศึกเฟเดรัลรัลกับเตียงยี่เฟเทย์ข้ากันไปเสียมีสิอามาล่องเตกันลุงกิมไทยดิ่งมีเฟร์เซตมีอันนี้อาจารย์มีอภัยสิปกติอันนี้ทุกมีเซลวีกันจะอาเดนลุงรัวเตย์ politically เจ้ามันนี่ที่มีอันนี้จีซ่าอันนี้ทุกมีเลวียูตาปุ่นลินมีซิสเต็มเตทอนอเฟมีโจอาศิจุลปันเตติฉะนั้นมีตัวกันที่เวกิน CNDF น้อยชินรับรักกับหอมเทรดดิ้งที่สิช่วงเรามีตัวเรลเวกเขาทวิน CNDF มินจัดที่มีเป็นน้อยรักกับหอมเทรดดิ้งที่สิช่วงเรานั้นชินรับรักกับหอมมาค่ะวันคอมเมนี่ดิ่งชินรับรักกับวันคอมเมนี่ลงเสลาอัตุลสิเลจูเฟเดรัลรัมปีกันดิ่งที่ง่ายๆดิ่งเสลจูกันตุ้มตาเสียร้องเฟเดรัลรักกับสิดิ่งร้องจุดยังขลังอัลลิงดีบาวีรัมปีสังเตียงชินรำลงเสลาวรำซมคอมปีรังเตียงรัลกับคอมเมนต์ฟุ้งเฟเตเฟเทดิ้งมีค่ะ step by step เฟเทดิ้งมีค่ะกันตุ้มตามีโจอาศัยเขาสิกาลม
Okay, sa jompe chono not to come chinda ka di pitulu thoga bono chono ro di suing da khu chi de ada ba le sun do chono chin pine ka chinlen ka di siam pine lo myo bo no le na kan ta point de point tai cha khai cha ta cha phye cha lo myo phila nan de lo chono ro pitulu thu ka suing da le shi ba re khmya education na pata pi ro di sa jompe I mean le ko chono ti chin ba re ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနံပါတ်1ကတော့ကျွန်တော်တို့ဟိုတစ်ဖွဲ့နဲ့တစ်ဖွဲ့လက်နဲ့ကင်ကြတယ်ဆိုတဲ့ဟာကိုအတိအမှတ်ပြုဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီဟိုပြဿနာတစ်ခုဖြစ်တိုင်းမှာအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကဒီလက်နဲ့ဖြည့်ရှင်းတဲ့တလိကိုကျွန်တော်တို့အစမပြုမိဖို့လိုအပ်ပါတယ်ဆိုလိုတာကအခုမရာနယ်မြေဖက်မှာကျွန်တော်ကြည့်လိုက်ရင်လဲဟို အဖွဲ့တစ်ခုကိုဝိုင်းသမားပုံစံမျိုးပေါ့လေဟိုအဲ့လိုပုံစံမျိုးတက်ရောက်သွားတယ်ဆိုတော့ဆိုလိုတာကဘယ်အဖွဲ့ကမှဘယ်သူတခြားအဖွဲ့ကိုအမျိုးပြုတ်အောင်လည်းမတိုက်နိုင်ပါဘူးကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့လက်နက်ပိုင်အားကိုလည်းကျွန်တော်အားလုံးကဟိုတည်ထားပြီးသားဖြစ်ပါတယ်ဘယ်အဖွဲ့ကနောက်ထပ်ရှင်သန်လို့မရအောင်လည်းမတိုက်နိုင်ပါဘူးဆိုရင်ဟိုဒီလိုလက်နဲ့ကင်ပြီးတော့ဖြည့်ရှင်းတဲ့ပြဿနာတွေကနောက်တစ်ချိန်မှာမျိုးနွယ်စုအရာဟိုဘယ်လိုပြောမလဲအမုန်းတရားတွေပဲဆက်ပြီးတော့ဟိုပြန်ပွားမယ်လို့ကျွန်တော်တို့ကယူဆတယ်ဟိုပြောချင်တာကရှမ်းလိုပုံစံမျိုးမဖြစ်ဖို့ပေါ့လေကျွန်တော်တို့ကဒီဟိုရှမ်းနီကိုအပြစ်တင်တာမဟုတ်ပါဘူးဒါကျွန်တော်တို့မှလည်းဒီလိုလက်နဲ့ကင်တွေဖောင်းပွားလွန်လို့ရှိရင်ပရိပက္ခတွေလည်းဖြစ်လာနိုင်ပါတယ်ဆိုတော့အတိကတော့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲကိုကပို့ပြီးအင်အားရှိရင်ပို့ပြီးသတိထားရပါမယ်ကျွန်တော်တို့ကပို့ပြီးအင်အားရှိရင်ကျွန်တော်တို့ကပို့ပြီးတော့သတိထားရပါမယ်ကိုနဲ့မတူတဲ့သူမှန်သမျှကိုရန်သူပုံစံမျိုးနဲ့ဟိုမချင်းကဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့အတိကတော့ဒီဟို CNF မာလာ CNA မာလာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ပေါ့လေဒါပုံမှုကြီးဆောလမွန်ကပြောခဲ့တဲ့စကားရှိပါတယ်ဟိုဒီချင်းလန်းကောင်စီအောက်မှာမရှိတဲ့လူတွေကိုတော့စုံနဲ့ထောင်းမယ်ဆိုတဲ့ဟာပေါ့ကျွန်တော်တို့ဟိုဒီဟိုအဲ့လိုတွေပြန်ပြီးတော့ကြားနေရတာရှိပါတယ်ဆိုတော့တကယ်လူမျိုးအဲ့လိုမျိုးချင်းကလာလို့ရှိရင်တော့ဟိုနှစ်ဖက်စလုံးကလက်နဲ့ကင်ကြတာလေဆိုတော့ကိုတုံးလောက်လာတဲ့လူရှိရင်တော့ပြန်ပြီးတော့ခုခံဖို့ကအဖွဲ့အစည်းတိုင်းမှာတာဝန်ရှိတယ်လို့ကျွန်တော်တို့ကတော့ယူဆပါတယ်ဆိုတော့ကျွန်တော်တို့အဖွဲ့တွေကတော့ဒီချင်းညီနောင်ကပဲဖြစ်ဖြစ်ဟိုဘယ်သူကိုမှရန်စပြီးတော့တိုက်ခိုက်တာမျိုးချိန်ဖုံးတာမျိုးဟိုစမလုပ်မိဖို့ကျွန်တော်တို့ကလည်းစီးရှိပါတယ်အားလုံးကလည်းတာဒီကိုနားလည်ပြီးသားဖြစ်ပါတယ်နံပါတ်1ကတော့ပြည်သူလူထုဒုက္ခမရောက်အောင်ပြည်သူလူထုစိုးရိမ်ကြောက်ကြမှုမရှိအောင်ပေါ့ဟိုအပြောအဆိုတွေလည်းဆင်ခြင်ရပါမယ်လောက်ကင်ဆောင်ရွက်မှုအပိုင်းပေါ့လေနောက်တစ်ခုပေါ့တစ်ဖွဲ့ရဲ့ဟိုလှုပ်ရှားနေမှာတစ်ဖွဲ့ကဟိုတရင်မပေးပါမပေးပဲနဲ့လက်နဲ့ဝင်ရောက်ဟိုတဆွဲတာမျိုးဆိုရင်တော့ဟိုအခက်မသိရင်ဒါတွေကဟိုကျွန်တော်တို့အခက်ခဲရှိလာနိုင်တဲ့ဟာတွေရှိပါတယ်ဒါကြောင့်ဒါတွေကိုရှောင်လွှဲဖို့လိုပါတယ်ကိုယ့်ရဲ့ဟိုထိန်းချုပ်နယ်မြေကိုလှုပ်ရှားနယ်မြေဒီမှာဟိုတခြားလူအဖွဲ့ကဝင်လာမယ်ဆိုရင်လည်းကျွန်တော်တို့စီမှာအရင်ဦးဆုံးဟိုအကြောင်းကြားရမယ်ကျွန်တော်တို့စီကိုဆက်သွယ်ရမယ်ထိုနည်းတူပဲကျွန်တော်တို့တခြားအဖွဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေကတခြားနယ်မြေလူဟာမျိုးမှာသွားမယ်လှုပ်ရှားမယ်ဆိုရင်လည်းသူတို့ရဲ့အခွင့်ပြုချက်သူတို့ရဲ့အတိအမှတ်ပြုမှုသူတို့နဲ့တိုင်ပင်ပြီးမှပဲလှုပ်ရှားရင်တော့ဒီလိုမျိုးပရိပက္ခတွေကမရှိနိုင်ပါဘူးအဲ့လိုမဟုတ်ဘဲနဲ့ငါလှုပ်ချင်တာလှုပ်မယ်ငါချင်းပြည်နယ်မှာကြိုက်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ချင်းကရင်တော့ဒါတွေကလည်းစိုးရိမ်စရာတစ်ခုအနေနဲ့ရှိနေပါတယ်လို့ပဲပြောလိုပါတယ်ခင်ဗျ Okay, ကျေးဇူးပါနောက်တစ်ခုကလေးဟိုဒီချင်းကြီးနော်ကစီဒမင်တာတော်လကောင်စီ MDF တော်လကောင်နော်ပြီးတော့ဒီ CNOC CNDF တော်လကောင်ဒီမြတ်တော့အဖြစ်ဒီ AA ကဒီထောက်ပံ့တဲ့ AA ကကူညီတဲ့ AA နဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ဆွဆွချက်တွေလည်းကျွန်တော်အများကြီးကြားရတာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရောဒီဆရာကျောင်းဖြစ်နေနဲ့ဘယ်လိုမျိုးtrain စကားပေးချင်တာလဲခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီရခိုင်တပ်တော် AA နဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေရှိပါတယ်ကျွန်တော်တို့ဟိုချင်းကတ်တယ်ဆိုတာကဒီလိုဆက်ဆံနေဆိုတာက
ရခိုင်ပြည်သူလူထုနဲ့ချင်းပြည်သူလူထုကဟိုအရင်ကတည်းကနယ်နိမိတ်အရာတော်လကောင်းပေါ့လေကျွန်တော်တို့ကနောင်မှလည်းထိစပ်နေမဲ့ပြည်နယ်တွေဖြစ်ပါတယ်တိုင်းပြည်ထူထောင်ရင်နောင်မှနယ်နိမိတ်အရာဘယ်လို့မှကျွန်တော်တို့မဆက်ဆံဘဲနဲ့ရတဲ့ဒေသတွေမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ရဲ့နောက်သားတွေပေါ့ကျွန်တော်တို့ရဲ့မျိုးဆက်တစ်တီရဲ့အတွက်အကျိုးစီးပွားပေါ့ရခိုင်ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ချင်းပြည်သူလူထုရဲ့အကျိုးစီးပွားရင်းနှီးချစ်ခင်မှုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့အတွက်အကျိုးစီးပွားတွေကာကွယ်တဲ့နေရာမှာပေါင်းကူတရားတစ်ခုအနေနဲ့လည်းရှိချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီအခုလက်နက်ကင်တော်လှန်ရေးမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့အထောက်အကူပြုတာတင်မကဘဲနဲ့နောင်အနာဂတ်မှာကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအကျိုးစီးပွားအတွက်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ပြီးတော့ကူလူဆက်ဆံကုန်သွယ်စည်းပွားဖို့လုပ်တဲ့အထိပါကျွန်တော်တို့ကရည်ရွယ်ပြီးတော့ဆက်ဆံနေတာဖြစ်ပါတယ်ကျွန်တော်တို့ချင်းနဲ့ရခိုင်ကတမိုင်းကျွေးလဲရှိတဲ့လူမျိုးတွေမဟုတ်ပါဘူးနောက်တစ်ချိန်မှာလဲဆက်ဆံပြီးတော့အများအားအကျိုးစီးပွားတွေကိုအပြန်အလှန်ကာကွယ်ပြီးတော့ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တော့မဟုတ်တိုင်းပြည်ပေါ့လေကျွန်တော်တို့အားလုံးကထူထောင်တဲ့အခါကျရင်လဲငြိမ်းချမ်းနဲ့ပဲမိတ်ဆွေကောင်းနဲ့ပဲဆက်ပြီးတော့လက်တွဲဖို့ကျွန်တော်တို့ရည်ရွယ်ထားတာဖြစ်ပါတယ်ဆက်ဆံမှုတွေရှိပါတယ်ဒါတွေကကျွန်တော်တို့လက်နက်ကင်အချင်းချင်းဆက်သွယ်ဆက်ဆံဒါထက်စာရင်ချင်းပြည်သူလူထုနဲ့ရခိုင်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုအကာအကွယ်ပေးနိုင်တဲ့ပေါင်းကူတရားတွေဖြစ်ဖို့အတွက်အထိပါကျွန်တော်တို့ရည်ရွယ်ပြီးတော့ဆက်ဆံနေတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပါဒီA နဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်တစ်ခုမေးချင်တာရှိပါတယ်ဒီအခုကကျွန်တော်တည်တဲ့အတိုင်းပေါ့ပလဲဝနေစွန်တော့မြတ်တော်ဖြစ်မနေ A ကတင်းယူတာကျွန်တော်တွေ့ရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းကြီးတော်အနေနဲ့ဘယ်လိုတုံ့ပြန်ပြည်သူလူထုအတွက်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ချင်းကြီးတော်ရောဘယ်လောက်အထိစဉ်းစားမှုတွေပြင်ဆင်မှုတွေရှိတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနံပါတ်1အနေနဲ့ကတော့ဒီပလက်ဝနယ်မှာရှိတဲ့ဒီစကားစကိုတိုက်ထုတ်ပေးတဲ့အတွက်ကြောင့် ULAA ကိုကျွန်တော်တို့ချင်းညီနောင်အနေနဲ့တော့လေးစားတယ်ကျေးဇူးလည်းတင်တယ်ဒါကိုကျွန်တော်ဖော်ပြလိုပါတယ်ပြီးလို့ရှိရင်ပေါ့ဒီပလက်ဝကိစ္စလိုဟာမျိုး sensitive ဖြစ်နေတဲ့ဟာတွေကတော့ကျွန်တော်တို့တိုင်းရင်းသားညီကိုအချင်းချင်းကနိုင်ငံရေးစပွဲဝိုင်းပေါ်ကနေပဲဖြစ်တွေ့ဆုံညှိနှိုင်းပြီးတော့အကောင်းဆုံးနည်းလမ်းနဲ့ဖြည့်ရှင်းရမယ့်ကိစ္စရလို့ကျွန်တော်တို့ကတော့နားလည်ထားပါတယ်ဒါကလက်နဲ့အချင်းချင်းတိုင်းရင်းသားအချင်းချင်းတပ်ဖြတ်ပြီးတော့စစ်ကြင်ညာပြီးတော့ဖြည့်ရှင်းရမယ့်ကိစ္စလို့ကျွန်တော်ကတော့မယူဆပါဘူးကျွန်တော်တို့ချင်းညီနောင်အနေနဲ့ဒါကြောင့်ဒီဟာကငြိမ်းငြိမ်းချမ်းချမ်းနဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့အကောင်းဆုံးအဖြေကိုအားလုံးကြိုးစည်းပွားအတွက်ပေါ့လေစောစောကျွန်တော်ပြောတဲ့ရခိုင်ပြည်သူလူထုရဲ့အကျိုးစီးပွားလဲမနစ်နာအောင်ချင်းပြည်သူလူထုရဲ့အကျိုးစီးပွားလဲမနစ်နာအောင်အားလုံးကတွေ့ဆုံညှိနှိုင်းပြီးတော့အပြန်အလှန်အတိအမှတ်ပြုမှုနဲ့လူမျိုးတစ်မျိုးနဲ့ပိုင်တဲ့နယ်မြေကိုတစ်ဖွဲ့နဲ့တစ်ဖွဲ့ကအတိအမှတ်ပြုမှုအပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တွေ့ဆုံညှိနှိုင်းအဖြေရှာရင်ဒါကကောင်းမွန်တဲ့ဖြည့်ရှင်းမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ကတော့ယုံကြည်ပါတယ်လက်နဲ့ဖြည့်ရှင်းရမယ်online ပေါ်ကနဲ့စိတ်ကြိုက်ပုတ်ခတ်ဝေဖန်ပြီးတော့ဖြည့်ရှင်းရမယ်ပြဿနာလို့မမြင်ပါဘူးဒါကငြိမ်းချမ်းစွာနဲ့ဖြည့်ရှင်းရမယ်issue တစ်ခုလို့ပဲကျွန်တော်တို့ဖက်ကတော့မြင်ပါတယ်ခင်ဗျကျွန်တော်တို့ပြည်သူလူထုကဒီယုံကြည်တာတစ်ခုရှိတာပေါ့နော်တစ်ခုပလက်ဝကတင်းမြတ်တော်ဖြစ်တင်းယူထားတယ်ဆိုတော့ဒီပလက်ဝနေကိုသူတို့ကဒီရခိုင်ပြည်နယ်မှာတော်တော်မဲ့တင်းယူမယ်ဆိုတဲ့ဒီပြောဆိုချက်တွေယူဆချက်တွေအများရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီချင်းပြည်နယ်ဖြစ်တဲ့ပလက်ဝနေကိုဒီ AA ကသူတို့ရခိုင်ဖက်ပေါအောင်ပေါ့နော်တင်းယူတာတင်းသွင်းတာမျိုးဖြစ်လာနိုင်မလားလို့ဘယ်လိုဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုဆရာထောင်းစာကြောင်းဖျက်ဘယ်လိုယူဆတာလဲခင်ဗျဟုတ်ကဲ့ပါဒါကကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်ပါလို့ ULAA ဖက်ကလည်းကြေညာထားတာမရှိသေးမဖြစ်သေးတဲ့ဟာကိုကျွန်တော်တို့ကအတင်းတွန်းပို့တယ်လို့မဖြစ်အောင်တော့အားလုံးကဆင်ခြင်ရမယ်လို့ကျွန်တော်တို့ကတော့နားလည်ထားတယ်ပေါ့ဆိုတော့ဒါတွေကစောစောပြောတယ်လို့ပေါ့လေစိုးရင်ကြောင်းကြမှုချင်းပြည်သူလူထုကလည်းရှိနေကြပါတယ်ဒါမဲ့ဒါတွေကအခုအချိန်မှာ ULAA အနေနဲ့ဒါကျွန်တော်တို့က
ရခိုင်ပြည်နယ်ပါတယ်ဆိုတဲ့အကြေညာချက်မျိုးလဲလှုပ်ဆောင်မှုတွေမရှိသေးတဲ့အခါကျတော့ဒါတွေပြီးတော့ရင်းနှီးချစ်ခင်စွာနဲ့တွေ့ဆုံညှိနှိုင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်အတိအမှတ်ပြုပြီးတော့ဆွေးနွေးပြီးရင်တော့အကောင်းဆုံးအဖြေရမယ်လို့ကျွန်တော်တို့ဘက်ကတော့ရှုမြင်ပါတယ်ခင်ဗျ Okay, okay, chế giúp bà. Cho tôi hệ động nạc lấy mình nấu sung mấy khung mà nó đi sa pita thang tổ lực con sa chom phe tổ lực con đi chính như nó phơi cả tụi đi lâu xưa đã bông sản tụi policy rồi chỉ đã khám mía to phen tụi biểu trợ ra bọn nó apim mà đã bà lấy số đó đi chính như nó phơi uốn đi cả đi cái xin ana sinh cô tại phía mẹ ana yu mẹ policy mà chỉ bảo tụi cái biểu mẹ xin đó chong khu tổ hai tama lumio no lumio biểu trợ ra xí đấy số đó đi pi tu lu thu cả thì thóc khăn hú mà chỉ bù số yên đi chính như nó phải cái chế khám mà họ bảo bù lu biểu số đó đấy biểu số đó lấy chỉ bảo đấy đi cái sáng này đi lumio biểu số chế được bỏ mà lấy lumio sẽ trong phe tổ lực con sẽ bị đặt thang tổ lực con trung biển biểu số chim bảo đấy cái gì ဟုတ်ကဲ့ကျွန်တော်ဖြည့်ပြည့်ဆရာပီတာကနေကုန်းချုပ်ဖြည့်ပြီးပါခင်ဗျကျွန်တော်ကတော့တိချာတာပေါ့ပြည်သူလူထုထောက်ခံမှုမရှိတဲ့လူကတော့ဘယ်ကြရတည်နိုင်မလဲဒါကတော့တိချာတယ်ကျွန်တော်တို့ယနေ့အထိရတည်နိုင်တာကပြည်သူလူထုကထောက်ခံပေးလို့ပေါ့ကျွန်တော်တို့ကိုဝိုင်းရံပေးလို့ကျွန်တော်တို့ကဒီတော်လှန်ရေးကိုပုံပွင့်လင်းလင်းပြောရရင်ပြည်သူကိုပဲအားကိုးပြီးတော့ကျွန်တော်တို့အစပြုခဲ့တာဖြစ်ပါတယ်ဘယ်လက်နဲ့ကန်ကိုဘယ်သူ့ကိုမှကျွန်တော်အားကိုးပြီးတော့ဖိုက်ခဲ့တာမဟုတ်ဘူးဘယ်သူကမှလည်းကျွန်တော်တို့ကိုမွေးဖွားပေးခဲ့တာလည်းမဟုတ်ပါကိုချေထောက်ကိုပေါ်မှာရပ်တည်ပြီးတော့ပြည်သူလူထုရဲ့အားနဲ့ပဲဒီကျွန်တော်တို့လက်နဲ့ကန်လမ်းစဉ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒါကယနေ့အထိ3နှစ်တာကာလမှာပြည်သူလူထုကကျွန်တော်တို့ကိုဝိုင်းရံပေးတယ်ဆက်ပြီးတော့ဝိုင်းရံပေးဖို့လည်းပြည်သူလူထုကအစဉ်သင့်ရှိပါတယ်ပြောချင်တာကအာဏာရှင်စနစ်ပြုတ်ကျဖို့နဲ့ဒီကျွန်တော်တို့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းလာဖို့အတွက်ကျွန်တော်တို့ကကိုစီမူဝါဒအရိကဒီကျွန်တော်ချင်းညီနောင်မှာလဲဒါဒီမူဝါဒအတိုင်းပဲကျွန်တော်တို့သွားနေတာဖြစ်ပါတယ်ဆိုတော့ဘယ်အဖွဲ့မှာမဆိုကျွန်တော်တို့ကနံပါတ်1အာဏာရှင်စနစ်ပြုတ်ကျဖို့ရဲ့အမျိုးသားတန်းတူညီမျှမှုရှိဖို့ရဲ့ထိုနည်းတူပဲကျွန်တော်တို့ပြည်ထောင်စုအဆင့်မှာအမျိုးသားတန်းတူညီမျှမှုရှိဖို့လိုအပ်တယ်လို့ကျွန်တော်တို့ချင်းပြည်မှာကြားထဲမှာလဲမျှတတဲ့စနစ်နောက်ထပ်အာဏာရှင်မပေါ်ပေါက်ဖို့အတွက်အားလုံးကကြိုပြီးတော့ဝိုင်းထားဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ဘယ်လိုပြောမလဲအစုအဖွဲ့တစ်ခုပဲကြံခဲ့ပြီးတော့လက်နဲ့ကင်တစ်ခုအနေနဲ့ကြံခဲ့ရင်ကျွန်တော်တို့အစဉ်သစ်မဖြစ်သေးတဲ့ချင်းနိုင်ငံရေးကအဲ့ဒီလက်နဲ့ကင်တွေရဲ့လက်ထဲမှာတစ်ခေါက်ပြန်ရောက်နိုင်တယ်ဆိုတော့အဲ့အခါကျမှအာဏာရှင်ကိုနောက်တစ်ခေါက်ချင်းပြည်သူလူထုကချင်းလူမျိုးအာဏာရှင်ကိုပြန်ပြီးတော့တော်လှန်ရမယ်ဆိုရင်တော်တော်အချိန်နှောင်းပါလိမ့်မယ်အဲ့ဒါကြောင့်အခုအချိန်ကလေးကဘယ်အာဏာရှင်မှနောက်မပေါ်ပေါက်ဖို့အတွက်ဝိုင်းဝန်းတားဆီးဖို့ကတော့ချင်းပြည်သူလူထုတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ဒါကြောင့်ပြည်သူလူထုကနောက်ထပ်အာဏာရှင်မပေါ်ပေါက်ရေးအတွက်အားလုံးဝိုင်းကြိုးစားပေးဖို့နဲ့ဒီလက်နက်ကင်တော်လှန်ရေးအောင်မြင်ဖို့အတွက်အာဏာရှင်ပြုတ်ကျရမယ်ကျွန်တော်လိုချင်တဲ့အမျိုးသားတန်းတူညီမျှမှုရှိရမယ် Federal Democracy ပြည်ထောင်စုတည်ဆောက်ရမယ်ဆိုတဲ့ခိုင်မာတဲ့အမူကြီးအားလုံးမှာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်မှာကျွန်တော်တို့ကစုဖွဲ့ပြီးတော့ပေါ့လေအခုဆိုရင်လည်းကျွန်တော်တို့ကြည့်လိုက်ပါဘယ်သူ့ကိုမှအားကိုးပြီးတော့ကျွန်တော်တို့စစ်တိုက်နေတာမဟုတ်ပါဘူးကြည့်လိုက်ကျွန်တော်တို့CDF မပါဘဲနဲ့ CDF တော့မဟုတ်ပေါ့လေ local defense force တွေမပါဘဲနဲ့ချင်းပြည်နယ်မှာဘာပဲစခန်းများတင်ထူတာရှိတယ်လဲဆိုတဲ့ဟာကျွန်တော်ပြန်ပြီးတော့မေ့ချင်ပါတယ်ဆိုရင်အဖြေကတော့ဘယ်သူတွေကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတဲ့ဟာတော့လူထုကသိပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကဆက်ပြီးတော့ဒီထက်ပိုတဲ့လက်တွဲမှုပေါ်လေစောစောကျွန်တော်ပြောတဲ့တပ်ပိုင်းဆိုင်ရာဒီမှာရောအတတ်နိုင်ဆုံး one comment ဖြစ်လာဖို့အတွက်ရည်ရွယ်ပြီးတော့အခုချိန်ထိကျွန်တော်တို့ကစုဖွဲ့မှုတွေကောင်းကောင်းပေါ့လေကျွန်တော်မင်းတပ်မှာဆိုရင်တင်နန်းအခြေခံစစ်တင်နန်းကို3လပေးရပါတယ်ကျွန်တော်တို့ army မှာတတ်တာတစ်ခုပါပဲarmy မတတ်တာတမဲပါပဲ army အဆင့်မရော့တဲ့ကျွန်တော်တို့စုဖွဲ့မှုတွေလုပ်နေကြတယ်လင့်ကျင့်မှုတွေလုပ်နေကြတယ်တိုက်ပွဲတွေလုပ်နေကြတယ်ဒါကြောင့်ကျွန်တော်တို့ကအာဏာရှင်ပြုတ်ကျဖို့အတွက်ခိုင်မာတဲ့မူဝါဒလည်းရှိပါတယ်တိကျတဲ့ဘန်းတိုင်လည်းရှိပါတယ်လို့ပဲကျွန်တော်ပြန်ဖြေချင်ပါတယ်ခင်ဗျကျေးဇူးပါ Okay,ကျေးဇူးပါဘီတာသန်းတဲ့ခမီမ
ได้หันหนักได้ค่ะน้องมานักหูนิ่งรถนึกว่ากันชิมเวตังเข้ามา mi pi pole nan ti cho zoi mi pi ha ti re ta tu ding te mi pi cho mun tin anu meကျွန်တော်တို့ကဟိုနေမြေလှုပ်ရှားတဲ့ခါမှာကိုလှုပ်ရှားတဲ့နေမြေတွေရှိတာပေါ့နော်ကိုထိန်းချုပ်ထားတဲ့နေမြေတွေရှိတာပေါ့ကိုထွက်လာတဲ့ကိုရဲ့ဟိုပေါ့ဒေသန္တရဖြစ်တဲ့နေရာလို့ပြောရမှာလားဟိုပေါ့ကျွန်တော်တို့ရဲ့ဒီဟိုပေါ့တိုင်းဌာနေပေါ့နော်ကျွန်တော်နေတဲ့ဌာနေတွေရှိကြတာဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လဲဖလားမျိုးနေအခြေစိုက်ပေါ့မှာခုနကျွန်တော်တို့ CNC မိတာဆိုလို့ရှိရင်လည်းမင်းတပ်မျိုးနဲ့အခြေစိုက်ပေါ့ဆိုတော့ဒီပြည်သူတွေထဲကနေပေါက်ဖွာလာတဲ့ဒီလက်နက်ကင်တွေဖြစ်ပါတယ်ဆိုတော့ဒီပြည်သူတွေထဲကနေပြီးတော့ပေါ်ပေါက်လာတယ်ဒီပြည်သူတွေထောက်ခံလို့လည်းဒီနေ့ထိကျွန်တော်တို့ရည်တည်ရခြင်းဖြစ်ပါတယ်ဟိုဥပမာကျွန်တော်တို့ CNDF ဆိုလို့ရှိရင်တော့ဒါပြည်သူတွေထဲကနေရွေးကောက်ပွဲလုပ်တယ်ကျွန်တော်တို့ဟိုပေါ့နှစ်တစ်ခါရွေးကောက်ပွဲရှိပါတယ်ကျွန်တော်တို့ညီလာခံလုပ်ပါတယ်အဲညီလာခံမှာပြည်သူတွေတက်ရတယ်ကျွန်တော်တို့ကဟို member မရှိဘူး member fee ကောက်ထားတာလည်းမရှိဘူး single member ဆိုကောက်ထားတာမရှိချင်းကျွန်တော်တို့ရဲ့နေမှာရှိနေတဲ့ကျွန်တော်တို့ကိုထောက်ခံအားပေးနေတဲ့ပြည်သူတွေအားလုံးကကျွန်တော်တို့ရဲ့ member တွေပဲအဲ့ဒီထဲကနေပြီးတော့သူတို့ကိုယ်စားလှယ်တွေရွေးကြရွာအလိုက်ကိုယ်စားလှယ်ရွေးမြို့နယ်အလိုက်မြို့နယ်အလိုက်ကိုယ်စားလှယ်တွေရွေးဒေသအလိုက်ကိုယ်စားလှယ်တွေရွေးကြပြီးတော့အဲ့ဒီရွေးတဲ့ခါမှာလဲကျွန်တော်တို့ single ကနေလှမ်းပြီးတော့မှလူကိုလှမ်းရွေးလိုက်တာမဟုတ်ဒီလူတွေတက်လာပါလို့ပြောတာမဟုတ်ဘူးတက်ပြီးတော့လုပ်ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်ကျွန်တော်တို့ရဲ့အာဏာကျွန်တော်တို့ရဲ့ဟိုပေါ့ legitimacy တွေလည်းပြည်သူတွေကပေးထားတယ်ခန့်တာလည်းပြည်သူတွေကခန့်ထားတယ်ဖွဲ့စည်းပုံလည်းပြည်သူတွေကပေးထားတယ်ပြီးတော့ဒီလူတွေလည်းပဲဒီပြည်သူထဲကနေတက်လာတဲ့လူတွေပဲဖြစ်ပါတယ်ဆိုတော့ပြည်သူတွေရဲ့ထောက်ခံမှုကတော့ဟိုကျွန်တော်တို့စကားစတိုက်ပြီးဖြစ်စေမတိုက်ပြီးဖြစ်စေဒါပြည်သူတွေရဲ့တကယ်ပဲအကယ်၍ကျွန်တော်တို့ကစကားစမတိုက်ဘူးဆိုရင်တော့ဟိုပြည်သူတွေကမတိုက်နဲ့တော့လို့ပြောလို့ဖြစ်မှာပါကျွန်တော် CNF နဲ့ NUG တို့နဲ့ဟိုကျွန်တော်စာထုတ်ပြန်တာကျွန်တော်တွေ့လိုက်ပါတယ်ဟိုအကယ်၍ဟိုအာနာမသိမ်းဘူးဆိုရင်တော့အာနာပြန်အပ်မယ်ဆိုရင်တော့သူတို့လည်းမတိုက်တော့ဘူးဆိုတဲ့ပုံစံမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့ကစကားစနဲ့ဟိုဘယ်ချိန်မှာတိုက်မယ်ဘယ်ချိန်မှာမတိုက်ဘူးတိုက်ပွဲကိုခက်စိတ်လုပ်မလားခက်ခွာလုပ်မလားဆိုတာကခုနကျွန်တော်ပြောတဲ့စစ်ရေးဆိုင်ရာအကြောင်းရင်းတွေရဲ့နိုင်ငံရေးဆိုင်ရာအကြောင်းရင်းတွေနဲ့ဆိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အနာဂတ်မှာဘယ်လောက်ထိစကားစနဲ့တိုက်မယ်မတိုက်ဘူးလဲဆိုတာကစကားစသူ့ရဲ့ခုနပြောတဲ့ကျွန်တော်တို့ကလူပုဂ္ဂိုလ်မုန်းတာမဟုတ်ဘူးစနစ်ကိုမုန်းတာစကားစမှာလည်းပဲသူ့ရဲ့အာဏာရှင်စနစ်တွေဆွတ်လွတ်ပြီးတော့မှသူ့ရဲ့ပြည်သူတွေကိုတကယ်ချစ်ပြီးတော့မှပြည်သူတွေဘက်မှာမျက်နှာမူလိုက်မယ်ဆိုရင်ကျွန်တော်တို့ကသူတို့နဲ့ပြစ်စရာအကြောင်းလည်းမရှိပါဘူးဒါပေမဲ့ပြည်သူတွေကိုနှိမ့်ဆက်နေတဲ့ကာလပတ်လုံးအာဏာရှင်စနစ်ကိုစုပ်ကိုင်နေတဲ့ကာလပတ်လုံးကတော့ကျွန်တော်တို့ခြေမုံမှာပါကျွန်တော်တို့အစကလည်းခြေမုံပါတယ်အဲ့လိုခြေမုံတက်ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့ထိလည်းတိုက်နေပါတယ်မနေ့ဖြန်လဲလိုအပ်ရင်တိုက်မှာဒါပေမဲ့အကယ်၍ကျွန်တော်တို့စစ်မတိုက်တော့ဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ပြည်သူတွေကမတိုက်ခိုင်းလို့မတိုက်တာမျိုးဖြစ်မှာပါခုနပြောသလိုပြည်သူတွေကဘာကြောင့်မတိုက်ခိုင်းမလဲဆိုတော့ဟိုအခုဟိုတလောက NUG နဲ့ဒါဟို KNU တို့ CNF တို့အပါဝင်ဟိုclaim ထားတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးအဖြေရပြီဆိုရင်တော့ဒီစက်ကတိုက်စရာမှမလိုတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးအဖြေကြောင့်တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းဒီနိုင်ငံရေးအဖြေမရမချင်းကတော့ကျွန်တော်တို့ချင်းအချင်းချင်းဖြစ်စေကျွန်တော်တို့ CNO အကြားထဲမှာပဲဖြစ်စေအာဏာရှင်စနစ်ကိုမွေးမြူဖို့စူးစမ်းလာတဲ့ဟိုစူးစမ်းနေတဲ့မြတ်ကာလပတ်လုံးအသက်ရှင်နေတဲ့မြတ်ကာလပတ်လုံးကတော့ဒီတော်လှန်ရေးကတော့ပြီးမှာမဟုတ်ပါဘူးခုနပြောတဲ့စနစ်ကအရေးကြီးပါတယ်လူပုဂ္ဂိုလ်ကအရေးမကြီးဘူးဗမာပဲအုပ်ချင်းပဲအုပ်ဘလိုပဲလာကျွန်တော်တို့လိုချင်တဲ့တရားမျှတတဲ့လွတ်လပ်တဲ့တန်းတူရည်တူအခွင့်အရေးရှိတဲ့ဒါ transparency ရှိတဲ့ democracy စနစ်ဖြစ်တဲ့ပြီးတော့ civilian supremacy ဖြစ်တဲ့စနစ်မျိုးမပေါ်ထွက်မချင်းကျွန်တော်တို့ကတိုက်ပွဲဝင်နေအောင်ပါအဲ့လိုမျိုးပေါ်ထွက်လာပြီဆိုတော့စက်ကတိုက်နေစရာမှမလိုတော့ဘူးเนาะဆိုတော့ဟိုခုနပြောတဲ့ပြည်သူတွေလည်းမစိုးရင်ကြပါနဲ့ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်မရောက်မချင်းကျွန်တော်တို့လက်နဲ့ချမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပန်းတိုင်ကိုနှောက်ယှက်တားဆီးလာတဲ့ဘသူကိုမဆိုလဲကျွန်တော်တို့ဟိုအာနာရှင်ဘယ်စနစ်ကိုမဆိုအဆုံးထိကျွန်တော်တို့ကတိုက်ခိုက်သွားမှာပါဒါကျွန်တော်တို့ချင်းကျင်အောင်အားလုံးရဲ့ရွေချက်ထဲမှာလဲအားလုံးပါပါတယ်အဲ့ဒါကြောင့်ဟိုပြည်သူတွေအနေနဲ့ကျွန်တော်တို့ကိုထောက်ခံတဲ့ပြည်သူရောကျွန်တော်တို့ကိုမထောက်ခံတဲ့ပြည်သူရောမစိုးရင်ကြပါနဲ့ဘယ်အာနာရှင်စနစ်ကိုမဆိုကျွန်တော်တို့ကတိုက်မှာပါစကားဆလဲအာနာရှင်စနစ်ကိုစွဲကင်ထားနေတဲ့မြတ်ကာလပတ်လုံးကျွန်တော်တို့တိုက်မှာပါလို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာjust check on the lom okay wa khulu the sia pita thang to lokong sa chom phe to lokong the chimpon ne interview lo pe khon atwa jesu tin de no pai ma le luan la yambo no chono satoi lama phi bare lo da chono ye no song me khun le ba so ro
đi nấu sống mà đi xa trong phê tổ lực con đi xa slide bị thằng tổ lực con pitulutu ada baterin seka di pachin le khamya ဟုတ်ကဲ့ပါစောစောကကျွန်တော်ပြောတဲ့အထဲမှာလည်းပါတယ်ဆရာပီတာထန်းကလည်းအချင်းချင်းပြောထားတယ်လို့ပေါ့လေကျွန်တော်တို့ကစနစ်ကိုတိုက်နေတာဖြစ်ပါတယ်အာဏာရှင်ကိုတိုက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကပမာလူမျိုးကိုတိုက်နေတာမဟုတ်ပါဘူးလူမျိုးကြီးဝါဒကိုအခြေခံတဲ့ဒီအာဏာရှင်စနစ်ကိုကျွန်တော်တို့ကတိုက်ထုတ်နေတာဖြစ်ပါတယ်ထိုနည်းတူပဲကျွန်တော်တို့ချင်းပြည်မှာလည်းချင်းလူမျိုးတွေချင်းချင်းကြားထဲမှာလည်းနောက်ထပ်အာဏာရှင်မပေါ်ပေါက်ဖို့အတွက်ပြည်သူလူထုမှာလည်းအထူးတာဝန်ရှိပါတယ်အဲ့လိုအာဏာရှင်မပေါ်ပေါက်ဖို့အတွက်ကျွန်တော်တို့ကြိုးစားရုန်းကန်ပြီးတော့အချင်းချင်းအပြန်လှန်ထိန်းချောင်းတဲ့စနစ်နဲ့ပေါ့လေကျွန်တော်တို့တွားမှတာလင်းတောင်းပန်တဲ့အရွေ့တစ်ခုပေါ့လေတော်လှန်ရေးအောင်မြင်ပြီးမြောက်သွားရင်တော့မှမြန်မာပြည်မှာတော့အာဏာရှင်ကပြုတ်ကျသွားပြီးလွတ်မြောက်သွားပြီးဒီမိုကရေစီလည်းရကြတယ်ဖက်ဒရယ်လည်းထူထောင်ကြတယ်ကျွန်တော်တို့ချင်းမှာတော့နောက်ထပ်အာဏာရှင်ပေါ်လို့တိုက်နေတော့ဆိုရင်တော့ကျွန်တော်တို့အများကြီးနောက်ကျသွားလိမ့်မယ်အဲ့ဒါကြောင့်အခုကလေးကနောက်ထပ်အာဏာရှင်မပေါ်ပေါက်ဖို့အတွက်ကျွန်တော်တို့လက်နက်ကင်ဒီကရောကိုအခြေအနေမှန်ကိုပြန်သုံးသပ်ပြီးတော့ကျွန်တော်ကရောဘာဒီချင်းပြည်သူလူထုအပေါ်မှာကျွန်တော်ရဲ့ဩဇာအာဏာတိဆောက်ရေးအတွက်ကိုပဲကျွန်တော်အဖွဲ့အစည်းကစူးစမ်းနေတာလားတကယ်ချင်းပြည်သူလူထုအတွက်ကျွန်တော်စူးစမ်းနေတာလားဆိုတဲ့ဟာကကိုအဖွဲ့အစည်းတိုင်းကပြန်ပြီးတော့ကိုပြန်သုံးသပ်ပြီးတော့ပြည်သူလူထုရဲ့မျက်နှာကိုငဲ့ဖို့လိုအပ်ပါမယ်ပြည်သူလူထုကလည်းနောက်ထပ်အာဏာရှင်မပေါ်ပေါက်ဖို့အတွက်အခုကလေးကစူးစမ်းပြီးတော့ကျွန်တော်တို့ထိန်းချောင်းပေးဖို့လိုအပ်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပြည်သူလူထုကလည်းဒီအာဏာရှင်စနစ်ပြုတ်ကျပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်အမျိုးသားတန်းတူညီမျှမှုရှိတဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာတဲ့အထိကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့အတူလက်တွဲပြီးတော့ဝိုင်းဝန်းပြီးတော့ဆက်ပြီးတော့ပါဝင်ပံ့ပိုးပေးကြပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ် okay okay ကျေးဇူးပါ ဟုတ်ကဲ့ကျွန်တော်ဒီဟောပေါ့ကျွန်တော်တို့ချင်းကြီးနောင်အနေနဲ့ဘယ်တော့မှချင်းအမျိုးသားရေးကိုတစ္ဆာဖောက်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြည်သူတွေစီမှာပြောပြချင်ပါတယ်ကျွန်တော်တို့အစကတည်းကချင်းအမျိုးသားရေးမှာဒီစီလုံးညီညွတ်ဖို့တန်းတူညီမျှချင်းတွေကိုကျွန်တော်တို့လူချင်းတဲ့အတွက်ကြောင့်မလို့ချင်းကြီးနောင်စုဖွဲ့ရချင်းဖြစ်ပါတယ်ဆိုတော့ချင်းကြီးနောင်စုဖွဲ့တဲ့အခါမှာလည်းကျွန်တော်တို့တန်းတူညီမျှမှုတရားမျှတမှုကိုအမတန်မှကျွန်တော်တို့တန်ဖိုးထားပါလဲဆိုတော့ချင်းကြီးနောင်မှာပို့ပြီးတော့မှကြီးတဲ့အကောင်လည်းမရှိဘူးသေးတဲ့အကောင်လည်းမရှိဘူးကျွန်တော်အားလုံးကအတူတူပါပဲကျွန်တော်တို့လူတွေဆိုတာကပေတာနဲ့တိုက်တာတဲ့အခါမှာသူကဟိုနေရာမှာတာရင်တာမယ်ဒီကဒီနေရာမှာတာမယ်ဘယ်လိုစစ်ရေးအရာတာတဲ့လူရှိဖြစ်နိုင်ငံရေးအရာတာတဲ့လူပဲဖြစ်ဖြစ်ကိုတာဒီနာဒီကအရေးမကြီးပါဘူးလူတိုင်းမှာကျွန်တော်တို့ရဲ့ဌာနေရှိပါတယ်ကျွန်တော်တို့ရဲ့ဌာနေကိုစုပေါင်းပြီးတော့မှကိုစားပြုမှုတွေနဲ့ချင်းပြည်နယ်ကိုဘယ်နေရာကနေပဲဖြစ်ဖြစ်ဟိုပေါင်းဆက်ကြတဲ့အခါမှာဟိုလူကဒီလိုဖြစ်လို့ဒီလူကဒီလိုဖြစ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဟိုတကယ်တန်းတူညီမျှမှုနဲ့စနစ်ကောင်းမွန်တဲ့စနစ်နဲ့ကျွန်တော်တို့ဟိုသွားချဖို့ကျွန်တော်တို့ရည်ရွယ်ပြီးတော့မှဖွဲ့စည်းထားခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ချင်းငင်အောင်အနေနဲ့ခုနကျွန်တော်ပြောထားခဲ့သလိုပဲအာနာရှင်စနစ်ကိုတိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုစကားဆရဲ့အာနာရှင်စနစ်တော်၎င်းစကားဆမဟုတ်တဲ့တခြားပြည်ထောင်စုအဆင့်ကနေပြီးတော့မှအာနာရှင်ဆန်လောက်လာမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကျွန်တော်တို့တိုက်ရမှာပဲပြည်နယ်အဆင့်ထဲမှာလည်းအာနာရှင်စနစ်နဲ့ခုနပြောတဲ့တန်းတူညီမျှမှုပေါ့နော်နိုင်ငံရေးမှာကျတော့သူကဟို bottom up နဲ့ပွားလာဟုတ်ပြီးတော့ administration မှာကျတော့ top to down administration ကပုံမှန်ပွားလာမျိုးဆိုတော့နိုင်ငံရေးစုဖွဲ့မှုမှာခုန bottom up ပုံစံမျိုးနဲ့လာတဲ့တန်းတူညီမျှမှုဟိုကိုကျွန်တော်တို့ကဟိုစူးစမ်းသွားမှာဖြစ်ပါတယ်ပြီးတော့ခုနကျွန်တော်ပြောတဲ့အတိုင်းစုဖွဲ့လိုက်တဲ့အခါမှာကိုကဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဆိုပြီးတော့မှပိုကြီးသွားတယ်ပုံငယ်သွားတယ်ဆိုတာမျိုးမရှိတဲ့တန်းတူညီမျှတဲ့ချင်းဒီတစ်ခုပေါ်လာဖို့အတွက်ချင်းပြည်တစ်ခုစုဖွဲ့နိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်အဲ့ဒီစူးစမ်းနေတဲ့ကာလမှာခုနပြောတဲ့ကျွန်တော်တို့ ਨੇ သဘောထားခြင်းမတိုက်ဆိုင်တဲ့လူတွေ ਨੇ ကျွန်တော်တို့ကဟိုအငင်းမပွားချင်ပါဘူးခင်ဗျာကျွန်တော်အငင်းပွားရင်လည်းပဲ idea မှာပဲအငင်းပွားချင်ပါတယ်နေမြေလူတာတွေမလုပ်ချင်ပါဘူးခင်ဗျာကျွန်တော်တို့ကိုလည်းနေမြေလာမလူပါနဲ့ကျွန်တော်တို့လည်းမလူပါဘူးကျွန်တော်တို့မှာကိုယ်နေမြေအသီးသီးကိုခုနကျွန်တော်တို့ပြောတဲ့ဟိုတန်းတူညီမျှမှုနဲ့ဒီမိုကရေစီနည်းနဲ့ဖက်ဒရယ်နည်းနဲ့ညှိကြပြီးတော့ညှိနှိုင်းပြီးတော့သဘောတူညီချက်နဲ့ကျွန်တော်တို့
စုဖွဲ့ကြမယ်ပေါ့နော်အဲ့လိုအခုလိုမျိုးပါပဲချင်းကြီးတောင်မှာအခုချိန်မှာအားလုံးပါလိုက်ရင်အဆင်ပြေသွားပြီဘာဖြစ်လို့ဆိုတော့ချင်းကြီးတောင်မှာပါလိုက်လို့စင်တော်ကပို့ပြီးတော့မှနေရာယူထားတာလည်းမရှိဘူးချင်းကြီးတောင်မှာပါလို့ CNC ကနေရာယူထားတာလည်းမရှိဘူး MDF ကနေရာနည်းနည်းလေးပိုရထားတယ်ဆိုတာလည်းမရှိဘူးအဲ့လိုမျိုးနဲ့တန်းတူညီမျှတဲ့စုဖွဲ့မှုမျိုးကိုကျွန်တော်တို့ကလိုချင်တာပါကျွန်တော်တို့ကသူများနယ်မှာတွားပြီးတော့မှဘယ်လိုပြောမလဲအာဏာတက်ရောက်ဖို့လည်းကျွန်တော်တို့ကစိတ်ဝင်စားပါဘူးကိုယ့်နယ်မှာကိုယ့်နေရာမှာကိုယ့်အိမ်မှာကိုယ့်ရွာမှာကိုယ့်မြို့နယ်မှာကိုယ့်ပြည်နယ်မှာဆိုတဲ့အစစ်စစ်နဲ့ကျွန်တော်တို့တွားကြမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ရဲ့ချင်းကြီးနောင်ရဲ့သဘောထားပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့မစိုးရင်ကြပါနဲ့ကျွန်တော်တို့အိမ်ထိလာပြီးတော့မှကျွန်တော်တို့နယ်အထိလာပြီးတော့မှဒုက္ခမပေးတဲ့၍လာပြီးတော့မကျူးကျော်တဲ့၍ကျွန်တော်တို့လည်းဘယ်သူကိုမှဒုက္ခပေးဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်ပါဘူးဆိုတာကိုလည်းကျွန်တော်တို့နောက်ထပ်တစ်ခါပြည်သူတွေကိုထပ်ပြီးတော့မှအသိပေးလိုပါတယ်မစိုးရင်ကြပါနဲ့ကျွန်တော်တို့ကတွားပြီးတော့မှသူများကိုဒုက္ခပေးမဲ့အဖွဲ့မဟုတ်ဘူးချင်းပြည်နယ်မှာတွေးထွက်တာမျိုးဖြစ်အောင်လုပ်မဲ့အဖွဲ့လည်းမဟုတ်ပါဘူးဒါပေမဲ့ဥပဒေမှာတောင်မှ self defense ဆိုတာရှိပါတယ်ကိုခုခံကာကွယ်ပိုင်ခွင့်ဆိုတာရှိပါတယ်အကယ်၍မလိုလားပဲနဲ့ကျွန်တော်တို့ကိုကျူးကျော်ပြီးတော့မှဖျက်ဆီးဖို့ကြိုးစားလာတယ်ဆိုရင်တော့ခုနကျွန်တော်ရှေ့ရဆရာတန်ကျွန်းပေးပေါ့နော်ကျွန်တော်ပြောသလိုပါပဲကျွန်တော်တို့မှာအလိုလိုအဲ့ဒါကကျတော့ right လည်းဖြစ်လာတယ် duty လည်းဖြစ်လာတယ်ပေါ့နော်ကိုနှောက်ယှက်တားဆီးတပ်ဖြတ်လာမဲ့လူကဒါတမန်ကျန်းစာနီလန်းအရာကို self defense ကကျတော့ဒါမဖြစ်မနေလှုပ်ဆောင်ရမယ့်ကိစ္စပေါ့နော်အဲ့ဒါကလွဲလို့ရှိရင်ကျွန်တော်တို့ရဲ့ချင်းကြီးနောင်ရဲ့ဖွဲ့စည်းမှုကချင်းပြည်အတွက် threat မဖြစ်စေရဘူးချင်းပြည်ရဲ့စီးလုံးရမှုအတွက်ပျက်စီးစရာအကြောင်းမရှိစေရဘူးကျွန်တော်တို့ထဲမှာမပါလို့ကျွန်တော်တို့ ਨੇ အယောမဝင်လို့ရန်သူဆိုတဲ့စိတ်ဓာတ်မျိုးလည်းမရှိပါဘူးကျွန်တော်တို့ရဲ့ရွေချက်ကို၌ကချင်းကြီးနောင်ပဲဖွဲ့မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ချင်းကြီးနောင်ကနေပြီးတော့မှစူးစမ်းပြီးတော့မှဒါညှိနှိုင်းမှုတွေလုပ်ပြီးတော့မှပေါင်းစပ်မှုတွေလုပ်ပြီးတော့မှချင်းပြည်တစ်ခုလုံးငိမ့်ချမ်းစွာနဲ့အမျက်မျက်တတဲ့တာယာလှပြောတဲ့ကျွန်တော်တို့လိုချင်တဲ့အနာဂတ်ချင်းပြည်ကြီးရောက်ဖို့ကိုကျွန်တော်တို့ကရည်ရွယ်ထားတာပါအဲ့ဒီရည်ရွယ်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အတွက်ကျွန်တော်တို့လိုချင်တဲ့လောက်မြန်ချင်မှမြန်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ရှည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့စကားကိုနားမထောင်လို့လက်နဲ့ထက်ကနေရှိဖြည့်ရှင်းဖို့မဟုတ်ပါဘူးကျွန်တော်တို့ကလည်းအဲ့လိုဖြည့်ရှင်းဖို့ကျွန်တော်တို့မှမရှိပါဘူးကျွန်တော်တို့ရဲ့ခုနပြောထားတဲ့အတိုင်းကျွန်တော်တို့ရဲ့ဖွဲ့ထားတဲ့ရွေချက်ကို၌ကသူများကိုတွားရောက်ကျူးကျော်ပြီးတော့မှရန်စဖို့တွေ့ထွက်တိုင်လုပ်ဖို့မဟုတ်ဘူးကိုနေမှာကို AACC နဲ့အတက်နိုင်ဆုံးချင်းပြီးပေါင်းစည်းရေးအတွက်ဒီဘက်ကနားမလည်နိုင်မချင်းဒီဘက်ကမပေါင်းစည်းနိုင်မချင်းကို force မလုပ်ဘဲနဲ့တွားနေမဲ့အဖွဲ့မျိုးဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြည်သူတွေအနေနဲ့ပေါ့တအားဆိုရင်နေကြတဲ့ပြည်သူတွေအတွက်စိတ်ချကျွန်တော်တို့ချင်းညီနောင်တွေကတော့ချင်းပြည်နယ်သွေးထွက်တန်ယူမှုရဲ့တရားခံမဖြစ်စေရဘူးဒါပေမဲ့ကျွန်တော်တို့ကိုလာပြီးတော့မှကျူးကျော်ပြီးဟန်ဆလာရင်တော့အဲ့ဒါကြတော့ကျွန်တော်တို့လည်းမတတ်နိုင်တော့ဘူးပေါ့နော်ဘယ်သူမှလည်းတတ်နိုင်မှာမဟုတ်ပါဘူးခွေးတော်မှကိုမွေးတဲ့ခွေးလုံးဝကိုစကားနားထောင်တဲ့ခွေးကိုဘာခိုင်းလုပ်တဲ့ခွေးတော်မှဂျောင်ပိတ်ရရင်ပြန်ကြိုက်ပါတယ်ကျွန်တော်တို့လည်းလာပြီးတော့စုပ်စရာမရှိတဲ့နေရာလောက်ထိလာဖြစ်တာကလွဲလို့ရှိရင်ချင်းပြည်မှာချင်းညီနောင်အတွက်စိတ်မပူကြပါနဲ့ချင်းပြည်ရဲ့ပြည်တွင်းစစ်ကြီးကိုကျွန်တော်တို့ချင်းညီနောင်တွေကတော့ဘယ်တော့မှစပြီးတော့မှွေးမှာမဟုတ်ပါဘူးဆိုတာကိုဒီမှာရှိတဲ့ကျွန်တော်တို့ကိုထောက်ခံတဲ့ပြည်သူတွေရောထောက်မခံတဲ့ပြည်သူတွေကိုကျွန်တော်ပြောကြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါကျွန်တော်စာချမ်ဖေကျွန်တော်မဲဖို့စီစဉ်ထားတဲ့တခုလေးမဲတော့တာတခုရှိပါတယ်ပေါ့နော်နောက်ဆုံးလေးမှာပေါ့နော်ဒီCNF CNA ဆိုတာကဒီစစ်ကနေလည်းနဲ့ကန်တိုက်ပွဲဝန်လာတာဖြစ်တယ်ခုစင်တော့တောင်းစလင်းရှိလာပြီပေါ့ဆိုတော့သူတို့ကဒီတော်လှန်ရေးဒီနွေဦးတော်လှန်ရေးပြီးဆုံးတဲ့အခါမှာလေသူတို့ကတော့ဒီချင်းပြည်နယ်ရဲ့army တမတော်တခုအနေနဲ့ရက်တီတော့ဖို့ရှိပါတယ်ဆိုတော့ဒီချင်းညီနောင်အဖွဲ့အနေနဲ့ရောဒီတော်လှန်ရေးပြီးဆုံးတဲ့အခါမှာဆက်ပြီးတော့လည်းနဲ့ကန်မလားဘယ်လိုအစီအစဉ်ရှိတယ်လဲဆိုတဲ့အရာလေးကိုနောက်ဆုံးအနေနဲ့မြင်ချင်ပါတယ်ခင်ဗျဟယ်လိုစာချမ်ဖေကျွန်တော်တန်ကြလားအလန်ထားလို့ဆက်လိုက်ဟုတ်ကဲ့ကျွန်တော်တစ်ချက်လောက်အဆုံးသတ်လေးကျွန်တော်မကြားလိုက်လို့လိုက်ကြတော့လို့တစ်ချက်လောက်ပြန်ပြောပြပါခင်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့CNF CNA ကဒီတမန်ကြီးတဲ့အခါမှာCCN နဲ့လည်းနဲ့ကန်ပြီးတော့ချင်းပီသူလူထွက်တိုက်ပွဲလန်တာဖြစ်ပါတယ်
so tu ro le di no yotol hani pi sung le khama le chim pi ne ye chin lu mi ye tamaro ta khu ne ne ye ti to phu chi ra bo no so ro di chin ni no a phwe ne ne yo di no yotol hani pi sung le khama sap pi ro le na ka ma la da ma ho belu lau to phu a si sin si te le khmyaဟုတ်ကဲ့ပါအခုကျွန်တော်တို့က CNF ကိုလည်းကျွန်တော်တို့လေးစားပါတယ်သူတို့1988ကတည်းကယနေ့အချိန်ထိရပ်တည်ပြီးတော့တော်လှန်ရေးလောက်ကြတဲ့အတွက်လည်းကျွန်တော်တို့ကလေးစားပြီးသားဖြစ်ပါတယ်ဆိုတော့အနာဂတ်မှာပေါ့ကျွန်တော်တို့ချင်းပြည်နယ်ပဲဖြစ်ပေါ့ကျွန်တော်တို့ဘယ်လိုပုံဖော်ပြီးတော့ဒီအာမီတစ်ခုကိုတည်ထောင်မလဲဆိုတဲ့ဟာကCNF ပေါ်မှာလည်းမူတည်ပါလိမ့်မယ်ကျွန်တော်တို့ကတော့ကျွန်တော်ဆိုလိုတာကကျွန်တော်အခုဒီ2021မှာပေါ်လာတဲ့အဖွဲ့တွေကလည်းဘယ်လိုပြောမလဲချင်းလူမျိုးနဲ့ချင်းပြည်ကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့တစ်ချိန်မှာကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ချင်းပြည်နဲ့ချင်းလူမျိုးကိုကာကွယ်နိုင်တဲ့အခင်းအကျင်းပေါ့ပေါင်းစပ်ညှိနှိုင်းမှုစိတ်စေတနာမှန်ကန်နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်လှန်အသိမှတ်ပြုပြီးတော့စိတ်စေတနာမှန်ကန်နဲ့တိဆောက်သွားမယ်ဆိုရင်ကျွန်တော်တို့အနာဂတ်မှာချင်းလက်နဲ့ကြိုင်ပေါ့လေတခုတည်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အခုနပြောသလိုပေါ့လေကိုကပဲအကုန်လုံးလွှမ်းမိုးချုပ်ကြိုင်ခြင်းနဲ့ပုံစံမျိုးနဲ့ချင်းကြိုက်ရင်တော့ဒါကလက်တွေ့မကြတာလားမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတော့စောစောကကျွန်တော်တို့ပြောထားသလိုပါပဲကျွန်တော်တို့ဒီညီနောင်ရဲ့အိမ်မက်ကတော့အနာဂတ်မှာ one command ဒီဆောက်ဖို့အထိဖြစ်ပါတယ်ဆိုတော့ဒီချိန်မှာဘသူကကျွန်တော်ကရောဘယ်လောက်အထိကျွန်တော်တို့အဖွဲ့တွေကဘယ်လောက်အထိသဘောထားကြည့်ပါလဲဂျန်နဲ့တစ်ဖွဲ့ကရောဘယ်လောက်အထိသဘောထားကြည့်မှလဲဆိုတဲ့အပေါ်မှာတော့အဓိကမူတည်ပါလိမ့်မယ်ကျွန်တော်တို့ကလည်းဒီဟာကလက်နဲ့ဒီနေ့ဆိုရင်ဒီနေ့တန်းကနေဆွတ်မဲ့အဖွဲ့တော့မဟုတ်ပါဘူးချင်းပြည်သူလူထုရဲ့လုံခြုံရေးနဲ့ချင်းမျိုးသားကြိုးစည်းပွားကိုကာကွယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့လက်နဲ့ဒီကဆက်ပြီးတော့ဒီရှိနေမှာပါကျွန်တော်တို့ချင်းပြည်သူလူထုကလိုလားတဲ့အချိန်အထိပေါ့လေချင်းပြည်သူလူထုကဒီအချိန်ထိခင်ဗျားတို့လက်နက်ကင်ရမယ်ဆိုတော့ပြည်သူလူထုကတာဝန်ပေးလာတဲ့အပေါ်မှာတော့ကျွန်တော်ဆက်ပြီးတော့တော်လှန်ရေးကာလအလွန်မှာရောဘယ်လိုပေါင်းစပ်ညှိနှိုင်းပြီးတော့one comment တစ်ခုဖြစ်လာဖို့အတွက်ဆိုတဲ့ဟာကအားလုံးအပေါ်မှာမူတည်ပါတယ်ဆိုတော့ကျွန်တော်တို့ကလည်းအခုကလေးကပေါ့လေကျွန်တော်တို့ဒီစောပြောသလိုပေါ့အခုကလေးကစူးစမ်းပြီးတိဆောက်တယ်ဆိုတာကချင်းပြည်သူလူထုနဲ့ချင်းပြည်ရဲ့အကျိုးစီးပွားကိုအကာအကွယ်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်လို့ကျွန်တော်ဖြေကြားလို့ okay chezu ba sa pita thang to lo kong sa chom pe to lo kong ayan chezu tin de se lo sa pita thang van chim du mi na van nei ma ဟုတ်ကဲ့ပေါ့ကျွန်တော်တို့ဒီတချို့ကပြောကြတာပေါ့နော်ကျွန်တော်တို့တချို့လက်နဲ့ကင်တွေကတော်လှန်ရေးပြီးသွားလို့ရှိရင်လက်နဲ့အမဲ့တော်လှန်ရေးဖွဲ့ပေါ့နော်တချို့ကျတော့တော်လှန်ရေးပြီးသွားလို့ရှိရင်လည်းဒါအမျိုးသားတပ်မတော်တွေနဲ့လက်နဲ့ဆက်ကင်ရဲ့ဖွဲ့စည်းဆိုတဲ့ပုံစံမျိုးနဲ့သွားကြပါတယ်ခုနကျွန်တော်ဆရာကျွမ်းဖေရတော့ဒါပညာသားပါနဲ့ပြောသွားပါတယ်ဒါပေမဲ့တချို့ဒီနိုင်ငံရေးတိုင်းဝိုင်းကမဟုတ်တဲ့လူပိန်းတွေအတွက်ပြည်သူတွေအတွက်ပေါ့နော်ဒီနားမလည်မဲ့ terminology ဖြစ်မှာဆိုလို့ကျွန်တော်ဒီတာမန်အရက်စကားနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဆိုတာကဒီအချိန်တိုင်ရင်လက်နဲ့အမဲ့အဖွဲ့မျိုးမဟုတ်ပါဘူးခုနကျွန်တော်ပြောတဲ့ one comment ဖြစ်နိုင်မဲ့ချင်းအမျိုးသားတပ်မတော်အဲ့လိုပြောလိုက်လို့ရှိရင်သူများနာမည်ရှိပြီးသားပေါ့နော်ချင်းတစ်မျိုးသားလုံးရဲ့အားကိုးရတဲ့ one comment တက်အထိစုယုံသွားဖို့ကိုကျွန်တော်တို့စဉ်းစားတာပါလက်နဲ့အပ်တာမျိုးမဟုတ်ဘူးပျောက်သွားတာမျိုးမဟုတ်ဘဲနဲ့အခုချိန်မှာတော့ comment ကကျွန်တော်တို့ CNO comment ထဲမှာပဲရှိနေတယ်ဒါပေမဲ့အနာဂတ်မှာ CNO တစ်ခုရဲ့ comment မဟုတ်ဘဲနဲ့ချင်းတစ်ခုလုံးရဲ့ comment အောက်မှာရှိနေမဲ့army တစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော် CNDF ဒီတော့၎င်းကျွန်တော်တို့ပြောရခုန CDF မင်းတပ်ဒီတော့၎င်းဖြစ်လာလိမ့်မယ်အဲ့ဒါဆို one comment ဖြစ်လာမယ်ဆိုတော့အဲ့ဒီချိန်မှာကျတော့ CDF မင်းတပ်ဖြစ်ချင်မှဖြစ်တော့မယ် CNDF ဖြစ်ချင်မှဖြစ်တော့မယ် CNA ဖြစ်ချင်မှဖြစ်တော့မယ် CA လည်းဖြစ်မယ်ဒါမှမဟုတ်ရှင်ဘာပေါ့နာမည်ကတော့ချင်းပြည်တစ်ခုလုံးနဲ့ဆိုင်နေကျွန်တော်တို့အသစ်ပေးတဲ့နာမည်လည်းဖြစ်မှာပေါ့နော်အဲ့ဒါလိုဖြစ်သွားမယ်တက်မျိုးဖြစ်ပါတယ်ကျွန်တော်စစ်သားတွေလည်းပဲကယ်ရီတော်လှန်ရေးပြီးသွားတဲ့အခါမှာနားချင်တဲ့လူက personally နားလိမ့်မယ်
သူစစ်ပါရှင်တဲ့လူကပါလိမ့်မယ်သူရဲ့ institution ကြီးကတော့ပျောက်သွားမှာမဟုတ်ဘူးစင်တယောက်ဖြတ်သိမ်းလိုက်လို့စင်တယောက်လည်းကိုတခြားတစ်ဖွဲ့မှာအလိုက်ရမယ်အဖွဲ့အစည်းမျိုးမဟုတ်ပါဘူးခုနပြောတဲ့ revolution နဲ့ပေါ့နော် evolution နဲ့သူအစစ်ချင်းတက်ပြီးတော့မှရှင်းတစ်မျိုးသားလုံးအတွက်အကာအကွယ်ပေးနိုင်မဲ့ရှင်းတစ်မျိုးသားလုံးတစ်ခုအတွက် unit တစ်ခုဖြစ်လာမဲ့ army ထဲမှာအစိတ်ပိုင်းတစ်ခုဖြစ်လာမဲ့ဟိုတပ်တွေဖြစ်လာမှာပါဆိုတာလေးကိုတစ်ချက်ကျွန်တော်ရှင်းပြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် Ok, Jesu ba. Ok, Jesu ba sa thong sa chompe Jesu ba sala pita thang Jesu ba. Ak ngai tu nan di lak chonga longlop nak tampi kan ngai tu zan kamro anak chu ma abian len salai nan di lak chun tha mang tha din hao